အားလုံးပဲမင်္ဂလာပါရှင်ဇလန်သစ် channel ကနေပရိသတ်များအားလုံးကိုပြန်လည်ကြိုဆိုပါရရှင်ဒီနေ့မှာပရိသတ်တွေနားဆင်ရမယ့်ဇလန်လေးကတော့စာရေးသူနုနေရေးသားထားတဲ့ဘန်းတို့ဒီရနဲ့မတူတကယ်သူဆိုတဲ့ဇလန်လေးရဲ့အပိုင်း7ကိုဆက်လက်နားဆင်ရမှာဖြစ်ပါတယ်ဇလန်လေးကိုတော့ကျမဆုလိုက်ရတင်ဆက်ပေးသွားပါမယ်ရှင်ခန္ဓာကိုယ်နှစ်ခုထိကပ်နေပြီးအသားတွေနှွေးသလိုဖြစ်လာတော့မှကိုမင်းစောအတိဝင်လာဟန်ရှိပြီးတော့သစီကိုကမန်းကလေးပြန်တွန်းထုတ်ပါတယ်ငါနင်းပြန်သွားမှကိုကြောက်နေတာသစင်ပါစကားမှမပြောနိုင်ပဲဖြစ်နေရတယ်ရှင်ထဲမှာတလက်လက်တုံနေတဲ့ခန်းစားချက်နဲ့အတူအိမ်လေးကိုအမြဲဝေလာခဲလိုက်တော့တယ်ကိုမင်းစောဟာသစင်နောက်ကျောကိုကြည့်ပြီးတော့နေရာမှာရက်နေစေသစင်အိမ်ထဲရောက်လာတော့ခင်လေးတို့မိဖို့ကြောင့်ထဲမှာအလုံးရှုပ်နေတာတွေ့ရတယ်အလင်းစလိုဟန်နဲ့ဝင်လာတဲ့သစင်ကိုအံ့ဩသလိုတစ်ချက်ကြည့်ပြီးတော့မှမသိလိုက်သလိုလုံးဆရာရှိတာတွေကိုဆက်လုပ်နေတယ်ဟောသစင်ကပန်းနေခူးလာခဲ့ပြီ哦အပေါ်ရက်ကဆင်းလာတဲ့အန်တီမြကစီးကြိုပြီးတော့နှုတ်ဆက်ကပြောပါတယ်ဟုတ်တယ်အန်တီမြဒီနေ့သမီးမွေးနေ့လေဟေးကောင်းတာပေါ့မွေးနေ့ဆိုတော့မွေးနေ့လက်ဆောင်ပေးရအောင်ပါပေါ့အန်တီမြဟာနောက်ပါမှကတ်လိုက်လာတဲ့ဆီယာမကြီးကိုတစ်ချက်လှည့်ကြည့်ပြီးတော့ပြောပါတယ်ဟုတ်တယ်မွေးနေ့ကိုဖျားလိုက်ဖို့မယ်လို့ပြောထားသေးတယ်မမြလိုက်မယ်မဟုတ်လားဆီယာမကြီးဟာပြုံးပြုံးရွှေရွှေနဲ့ပြောတယ်ဒါပေမဲ့ဘလို့ကြောင့်ရင်မသိဆီယာမကြီးရဲ့အပြုံးတွေကအသက်မပါသလိုခံစားရတယ်ဆီယာမကြီးစိတ်ထဲမှာအစင်မပြေစရာကိစ္စရှိနေလို့များလားအောက်ကိုဆင်းသွားတဲ့ဆီယာမကြီးရဲ့နောက်ကျောကိုခဏကြည့်နေမိသေးတယ်ကိုမင်းစောတော့အခုထိအိမ်ထဲပြန်ဝင်လာတဲ့မကြားရသေးဘူးနင်းတွေထဲမှာအေးပတ်မှာစိုးရိမ်မိတော့လေသူ့ရှိကိုနောက်တစ်ခေါက်သွားဖို့စိတ်မလုံဖြစ်နေတယ်ရှင်ထဲကခန်းစားချက်ကလည်းမကောင်းတာမို့လို့ရှေ့လျှောက်အနှင်းငယ်ခက်တန်းတန်းဆက်ဆံမှဖြစ်ပြီးတော့မယ်လို့တကူလေးတွေးမိပြန်တယ်ပန်းလေးတွေကိုဖျားရှိမှလှူလိုက်တော့အိမ်ကိုအမိတ်ရသွားမိတယ်ဒီလိုဆောင်းတွင်းမှာသစင်တို့ညီမတွေစောင့်နှုတ်ခြုံနေကြမောင်လေးထွန်းလေးရဲ့သိဆူနေတဲ့အဝတ်တွေကိုရှော်ရနေကြအခုတော့သစင်မရှိတဲ့အတွက်မမကြီးတို့စောင့်လို့စရာလိုမယ်မထင်တော့ပါဘူးထိုးလေးလည်းအိမ်ရထဲမှာသေးမပေါက်တော့တော့ထင်ပါရဲ့မိသားစုနဲ့ညီကိုမောင်နှမတွေအကြောင်းကိုအမိတ်ရသွားတော့ကိုမင်းစော်ချောင်းပြန်တွေးမိပြီးကိုချင်းစာတနာသွားတယ်စောစောကလိုလုံးရဲ့မျိုးကဘလောက်ပဲရှင်းနေသူဖြစ်စေကမူတခြားတယောက်သာဆိုရင်သစင်တော်တော်လေးစိတ်ဆိုးမိမှာဖြစ်ပါတယ်အခုတော့ကိုမင်းစော်ရဲ့အပြုတ်မှုမှာအနှင်းငယ်ရှိုင်းတယ်လို့ရှိတော့လေအတွင်းစိတ်ထဲကတော့သစင်ကိုသူ့ရဲ့မိခိုးရတွေးတာရကလေးလို့ထင်မဲ့ပြီးကြောင်ကလေးလှုပ်လိုက်မိတာဖြစ်ပါလိမ့်မယ်သူ့အသိစိတ်ကိုသူကိုယ်တိုင်ပြန်ဖမ်းမိချိန်မှာတော့သစင်ကိုပြန်ပြီးတွန်းလှလိုက်ပုံကိုထိုင်မကောင်းတဲ့စိတ်တော်ရှိနေခဲ့မတူပါဘူးအကယ်၍မကောင်းခဲ့ရင်လေဒီအချိန်ထိသစင်တို့ကောင်းကောင်းနေနိုင်မှာမဟုတ်ရွှေရောင်ဝင်းနဲ့မြတ်စွာဘုရားရှင်ရဲ့ရုပ်ပွားစင်းတူတော်ရိုးရိုးသေးသေးကြော့ဦးချလိုက်ပြီးစုမတောင်းစပူတောင်းမိတယ်ကိုမင်းစော်တယောက်လူကောင်းပကက်တီကဲ့သို့နေကောင်းကျမ်းမာလာပါစေလို့ပါသစင်တို့ရွှေကုံဘုရားဘုံရောက်တော့လူရှင်းနေသေးတယ်ဘုရားဘုံရောက်လေကားထိတ်မှဆီယာမကြီးကဘုရားပန်းဝယ်ဖို့မေးနေသေးတယ်သစင်နဲ့ဝင်းဝင်းကတယောက်လက်ကိုတယောက်ချိတ်ပြီးဆီယာမကြီးအနောက်ကိုလိုက်သွားကရက်ဆောက်နေလိုက်တယ်ဒါဘလောက်ဖို့လဲပန်းတဲ့အမျိုးသမီးလက်ထက်ကစပယ်ပန်းလေးတွေကိုလက်ညှိုးထိုးပြီးမေးလိုက်ရာ1000ခွဲလို့ခက်တူတူဖြေပါတယ်သစင်ရှင်ဘက်ကိုဖိရင်ဖျားတိုက်ရတယ်မနေ့တုန်းကခြံထဲရခူရတဲ့ပန်းတွေကတော့ဒီထက်မနေတဲ့ဥစ္စာဈေးကြီးလိုက်တာနှုတ်ဖျားကလွတ်ကနေထွက်သွားရတယ်ဆီယာမကြီးကတော့ပြုံးရင်းကသူမရဲ့လက်ပွေးအိတ်ကြီးတွေကိုနှိုက်ကပတ်စံရှူနေပြီဖြစ်ပါတယ်ဆီယာမကြီးကဝဲမသေးချာတော့ဈေးတဲ့အမျိုးသမီးကသစင်တို့တူပြောနေတာဂယုစိုက်ဟန်မရှိဝင်းနေဆိုတော့ဖျားမှာပန်းလူရမှာပေါ့ဆီယာမကြီးကပြောတယ်တစ်ဖက်ကနေကြာပန်းနေလဲဝဲပေးပြန်ပါသေးတယ်သစင်အားနာစွာလက်ခံရတယ်လာဝင်းဝင်းငါတို့နင်းနယ်မျိုးရှာပြီးတော့ကြောရအောင်ခေလေးကဝင်းဝင်းကိုဆွဲခေါ်တယ်ဆီယာမကြီးကတော့ဘာမှမပြောပါဘူးဒီနေ့တနေ့ကိုတော့အားလုံးအေးအေးဆေးဆေးလွတ်လွတ်လပ်လပ်နေစေချင်ရတူပါတယ်တားရောဖျားမှာပန်းလူအောင်မလားဆီယာမကြီးအမေကိုကိုမင်းစောကကြားဟန်မတူပါဘူးဖျားရင်ပြင်ပေါ်မှာပြေးပြေးကလေးရှောက်နေရင်ရွှေရဝင်းတဲ့စီရီတော်ကိုတခါမှမမြင်ဘူးခဲ့ရတယ်လို့မျိုးကြည့်နေတယ်သစင်ကကိုမင်းစောတင်ရောက်ဖျားเจ้าကန်နဲ့အနေနီးမှနီးခဲ့ရပါမလားလို့တွေးလိုက်မိတယ်တခဏလေးကြီးလိုက်မိတဲ့အချင်းနဲ့တွေးလိုက်မိတဲ့အတွင်းကိုဆီယာမကြီးကရိမ့်မိဟန်ရှိပြီးတာ10နှစ်သားလောက်ကနေကျမကြီးမကောင်းတာမျိုးဖြစ်လာတော့အပြင်းနေပါလေတိတ်မထွက်ဖြစ်ဘူးအန်တီမအားတာတွေလည်းပါတာပေါ့အခုသမီးတို့ရောက်လာမှအဖော်ရီနဲ့မို့လို့အပြင်းထွက်ဖြစ်တာအော်ရောက်လာကြရင်သစင်မွေးနံတောက်ကိုရောက်လာပြီးမို့သစင်ကပန်းတွေလူဖို့ပြင်ပါတယ်အန်တီမြကဒူးနာရာကြောင့်ခလဲလန်းကတစောင်းထဲမှာ
စောင့်နေပါရစေလို့ပြောတယ်။ဖယားကိုပန်းတွေလိုကိုရှောက်လာလိုက်တော့နေနံတောင်းမှာရေသက်ပဲနေကြသူတွေကိုတွေ့ရတယ်။သစင်ပန်းတွေကိုလိုပြီးဖယားကိုကြော့တယ်။အေးစစ်စစ်နေလို့ရတယ်လို့မှားလိုက်တာမို့လို့ရတဲ့သမျှဖယားစာတွေနဲ့ဖယားကိုပူဇော်တယ်။ဝင်းနေမို့မွေးသမီးခင်တော်ငိမ့်ဆန်မျက်နှာလေးမြင်ရအောင်အာယုံပြုတ်ပြီးနမေတက်ခေါ်ကမြစ်တာပို့လိုက်တယ်။အဲဒီလိုပဲမွေးတဖခင်ဦးကျော်ဆန်းကိုလည်းမြစ်တာပို့တယ်။စိတ်အေးကြည်သာကျမ်းမာပါစေကြောင်းထပ်မံဆုတောင်းပေးပြီးတဲ့နောက်မျက်လုံးတွေကိုဖွင့်ကဦးသုံးချိန်ချတယ်။ပြီးတော့မှလက်ထောက်ပေးထမယ်ပြုမှာကိုမင်းစောကအနားမှာထိုင်နေတာကိုတွေ့ရတယ်။ဘယ်တော့ရှောင်းနေတယ်လဲမသိတာကြောင့်သစင်ဘေဘီကိုတစ်ချက်လှည့်ကြည့်ပြီးတော့ဆီယမကြီးနဲ့လိုက်သွားတာမဟုတ်ဘူးလား။သစင်အမေကိုကိုမင်းစောကြားရမတူပါဘူး။ကျိုးတိုင်းမှာရေလူနေကြသူတွေကိုလှမ်းကြည့်နေတာမျက်တောင်တော့မခတ်တော့သလိုခဏနေတော့မှသစင်တပတ်ကလေးခောက်နေတာအာယုံရသွားဟန်ရှိကမင်းပါရီဆူတောင်းနေရလေရှုနေရလေအချာကြီးပဲလို့မေးပါတယ်။ဒီရောက်အောက်ကကိုမင်းစောရဲ့ဖြူတဲ့မျက်နှာကရှင်းသက်နေတယ်။ဘားပေါ်မှာသွေးကြောလေးတွေတောင်ပေါ်နေသေးတယ်။ယောက်ျားလေးတံမဲ့ဒီလောက်ချုံးရသလားလို့သစင်စိတ်ထဲကစိတ်ပြီးတော့ဝေဖန်မိတယ်။ဒါပေမဲ့ရုပ်ရည်ချုံမောခြင်းအတွက်တော့ကိုမင်းစောပေါ်မရိုးသားတဲ့စိတ်မျိုးမဖြစ်ခဲ့ဘူးသေးပါဘူး။စားတိရကလေးကရုပ်ရည်တန်းပြတ်သလောက်လူထဲမှာမနေရပဲယောဂဝေဒနာကြောင့်တီးသက်နေရရှာသူလေလို့အတနာပုံမိခဲ့တာပဲရှိတယ်။အခုတော့လေတာမယ်လူကောင်းတစ်ယောက်လိုစကားတွေပြောနေပြန်ပါရော။သစင်ကဒိန်းတော်ကြီးကိုမျက်လုံးကြီးနဲ့ကျင်းနိုးစွာတစ်ခါပြန်ဖူးမြော်လိုက်ရင်ကတခြားတော့မဟုတ်ပါဘူး။အဖေနဲ့မိနီကောင်းကျမ်းမာပါစေပေါ့။ဝင်းနေဆိုတော့ဒီလောက်ပါပဲ။ရင်းမြင်ပေါ်မှာနေအောင်ကပို့ပြီးတော့တောက်ပစွာနဲ့ကြာရောက်လာတယ်။လူတွေကလည်းတဖွဲဖွဲရောက်ရှိလာနေပြီဖြစ်ပါတယ်။ဆီယမကြီးတို့ကတော့တစောင်းတစ်ခုခုထဲမှာရှိနေပါလိမ့်မယ်။ကိုမင်းစောတော့မျက်စိလွတ်ပြီးဝေးရကိုမသွားချလောက်ပါဘူး။ဆူတောင်းရင်တကယ်ပြည့်လာပဲလား။ခလေးလိုမေးလာပြန်တော့သစင်ပြုံးရတယ်။ဒီတိုင်းစုထိုင်တောင်းနေရင်တော့ဘလို့လုပ်ပြီးတော့ပြည့်နိုင်မလဲ။တောင်းတဲ့စုကိုပြည့်အောင်လဲစူးစမ်းရတာပေါ့။ကိုမတက်နိုင်တာမျိုးတွေဆိုရင်တော့ဖះရှိမှတစ္ဆာဆိုပြီးဆူတောင်းရင်ပြည့်တတ်တယ်တဲ့။အဲ့လိုပြည့်အောင်လဲကိုဘက်ကတီလာလုံရမယ်လို့ကြားဘူးတယ်။ကိုမင်းစောဟာသစင်နှကန်းလေးတွေကိုငေးကြည့်နေပြန်တယ်။နင့်ကိုဘသူပြောတာလဲ။နင့်မေပြောတာပဲလား။သစင်ကခေါင်းကိုရှမ်းရင်တရားနာရင်ချဘူးလား။သစင်တို့ငငယ်ရတော့တရားပေးမှမုတ်တီကျူရဲ့လေ။ဒီလိုပါပဲမုတ်စားချင်လို့တရားနာတာ။သစင်ကရှက်ပြုံးလေးနဲ့ပြောလိုက်တယ်။နေမုတ်သိပ်ကြရင်ငါဝေကျွေးမှာပေါ့။အရှောင်တလက်လက်ရှိနေတဲ့အဲ့ဒီမျက်ဝန်းတွေကိုတက်တက်ထက်မကြည့်မိဖို့သစင်ရှောင်လိုက်ရတယ်။ရှင်ထဲမှာရိုးသားတွေဆိုပေမဲ့လေအချင်းချင်းအခါကနီးစပ်ခြင်းတွေကတမျိုးတစ်ပုံပြောင်းလဲသွားမှာကိုကိုရိုင်းကစိုးရိမ်တာကြောင့်ဖြစ်ပါတယ်။အခုတော့မကြိုက်တော့ပါဘူး။ကဲဆီယမကြီးတို့စီသွားရအောင်ဝင်းဝင်းတို့လည်းဘယ်ရောက်သွားပြီလဲမသိဘူး။သစင်ကအာယုံလွှဲကခေါ်ရတယ်။ဒီတော့မှကိုမင်းစောဟာအနောက်ဘက်ကိုတစ်ချက်လှည့်ကြည့်ပြီးတော့နေအောင်ငါလည်းဖះရှိခိုးပြီးတော့ဆူတောင်းရေးလိုက်အောင်မယ်လေ။သစင်ယူလာတဲ့အိတ်ကလေးကိုရှင်ဘက်ထဲမှာပိုင်ရင်ရက်ဆောင်နေလိုက်ရတယ်။ဖះစာရီရောကောင်းကောင်းမမိရလားမသိပါဘူး။ဒါမှမဟုတ်ဖះရှိခိုးစာရီရောက်တေချာတင်မေးဖို့အချိန်ရခဲ့ရလားမသိပါဘူး။မနေ့ကပြောသလိုတနေ့မှခွဲခွာချရမယ်ဆိုတာတွေးမိတော့မှကိုမင်းစောအဖြစ်ကိုပို့ပြီးတော့တနာလာတယ်။ဒီတက်ပိုကောင်းတဲ့အခြေအနေနဲ့သာကျန်ရင်နေခဲ့စီချင်ပါတယ်။ရှင်ထဲမှာမကောင်းမျက်နှာကိုတစ်ဖက်ကိုလှည့်လိုက်ရတယ်။ဖះအပြန်မှာတော့ဆီယမကြီးကတရုတ်ဆိုင်မှာနေလေစာဝင်ကျွေးတယ်။တရိษံဥယျာဉ်ဝင်ကြတယ်။လက်ကိုင်ဖုန်းနဲ့အမတ်တရဓာတ်ပုံတွေကိုရိုက်ကြတယ်။ခက်တန်းတန်းဖြစ်နေရတဲ့ခင်လေးနဲ့ပါစကားတွေပြန်ပြောဖြစ်လာတယ်။ပျော်ရွှင်ရတဲ့နီးရလေးသားတရိษံဥယျာဉ်ကအစာရီကဈေးကြီးတယ်နော်။အကောင်တွေကလည်းပိန်လိုက်တာအပြန်လန်းမှာဝင်းဝင်းကပြောတယ်။ကျွေးချင်တဲ့အစာဘိုးပဲမနေ့ချိန်ဆနေရတော့စိတ်ထဲမှာမကောင်းတာကြောင့်လည်းဖြစ်မယ်ထင်ပါတယ်။ဟုတ်ပါအကောင်တွေထစ်ထားတာပဲဝါအောင်တော့ကျွေးတင်တယ်။ကစိုးရွက်ကစမတမယာဖြစ်နေတာတော်တော်ဆူဆူပဲခင်လေးကထောက်ကန်တယ်အထက်ကဆိုင်တွေကလည်းအဲ့လိုရှောင်းငင်ရဖို့လိုင်စင်တွေဘာတွေလုံးရမှာကိုအဲ့လိုနဲ့ဈေးတွေကြီးတယ်ထင်ပါတယ်အန်တီမြကစကားထောက်တော့ဆီယမကြီးကခေါင်းညိတ်တယ်ကားထဲမှာအဲကူကအေးစိတ်နေတယ်သစင်ကအသိယူလာခဲ့တဲ့လက်ပြင်းထဲလက်ရှိအပားလေးကိုထုတ်ပြီးတော့ဝဲလိုက်တယ်တကယ်တော့တရိษံတွေကိုချန်ခဲ့မထားသင့်ပါဘူးတော်တော်ကြာမှထွက်လာတာကိုမင်းစောရဲ့စကားတန်ဖြစ်ပါတယ်အဲ့ဒီစကားကြောင့်ဆီယမကြီးနဲ့အန်တီမြတရားမျက်နှာတရားကြည့်ပြီးတော့နောက်ထပ်ဘာစကားထွက်လာမလဲဆိုတာစောင့်ကြည့်နားထောင်လိုက်တယ်။ဒါပေမဲ့ကိုမင်းစောဟာဘာမှထပ်မပြောတော့အိမ်ပြန်လဲဟာတိတ်ဆိတ်သွားပြန်တော့တယ်။သစစ်မွေးနေ့လက်ဆောင်ဖြင့်ဆီယမကြီးကနိုင်လေးတစ်လုံးပေးတယ်။အန်တီမြကဖနက်လေးတရံပေးတယ်။သစင်တမိုးထားပျော်ရွှင်ရပါတယ်။သမီးတို့ကမွေးနေ့ဆိုတာမသိလိုက်ဘူး။မနေ့ပြန်မှပေးမယ်နော်။ဝင်းဝင်းကပြောတယ်။အိုးအဲ့လိုတွေမလိုပါဘူး။စိတ်ထဲမှာရှိနေတာနဲ့ပဲရပြီ
သစင်ကဝင်းဝင်းပခုံးလေးတွေကိုအသာအရာပုတ်ရင်းနဲ့ပြောရတယ်။ညနေဆောင်တော့အိမ်ကိုဖုန်းဆက်တယ်။အမေတို့ကိုဖျားရောက်ခဲ့တဲ့အကြောင်းနဲ့တနေ့တာသွားလာစားတောက်ခဲ့သမျှကိုပြောပြတော့ထိုးလေးရငိုတယ်။မြို့ပေါ်ချက်ချင်းလိုက်လာခြင်းနဲ့လို့ပြောနေတယ်။မောင်လေးကိုတနာရပြန်တယ်။ဖြစ်နိုင်သစင်လေးအစားကောင်းစားရချိန်တိုင်းတတိယတန်းတာကကျွေးကျင်မိပါတယ်။ဒါပေမဲ့အခြေအနေမှမပေးသေးတဲ့ဥစ္စာအမေကတော့အိမ်မှာအစားအစာအဆင်ပြေပါကြောင်းနဲ့သစင်ကိုလည်းစာမေးပွဲနီးပြီးဖို့ကျမကြီးကိုဂယူးဆိုင်စေခြင်းကြောင်းမှားတယ်။အထွေထူးကိစ္စတော့မရှိအရေးကြီးကိစ္စပြောစရာရှိတယ်လို့ဆိုထားတော့လေအခုတော့အရေးမကြီးတော့ဘူးလားမသိပါဘူး။ဒီအကြောင်းကိုနောက်ထပ်မဟသလိုသစင်ကလည်းအစားဖော်ပြီးပြန်မမေးဖြစ်။သစင်မွေးနေ့မှာအရေးကအိမ်မှာခေါ်သစင်တွေဖွေးနေအောင်ပွင့်နေဆိုတော့သစင်လည်းရွာအောင်ချက်ချင်းပြန်ကျင်သွားရတယ်။မနက်ခင်းရဲ့အလင်းရောင်ဖြော့ဖြော့လေးအောင်မှာနှင်းရီစွတ်တဲ့ပန်းလေးတွေရဲ့နူးညံ့မှုနဲ့မွေးရတဲ့တွေကိုအကြိမ်ကြိမ်နမ်းရှိုးခဲ့ဖို့ရဲ့အဖြစ်ကိုအမိတ်ရသွားတယ်။ခုတော့ဂေါ်သစင်တွေမတွေ့ရတာ2 နှစ်ရှိခဲ့ပြီ။တစ်ဖက်ခြံကကိုမင်းထိုက်တို့အိမ်မှာတော့ဆောင်းတော်ကူးပန်းတွေခွေးနေအောင်ပွင့်တာမြင်မိုးတယ်။တနေ့သားကတော့ကိုမင်းထိုက်ကအဲ့ဒီပန်းတွေတပွေးတစ်ပိုက်ကြီးကိုခင်လေးစီလာပို့လေတော့ဖျားပန်းဖြေကက်လို့ပြီးသစင်တို့ပန်းမှုခွဲတဲ့အနှင်းငယ်စီရတယ်။အဝေးကကြည့်ရွာခေါ်သစင်နဲ့စင်တလို့ရှိတော်လဲလက်ထဲကိုရောက်တော့မှပုံစံရောအနက်မှမတူချောင်းသိရတယ်။ဆောင်းတော်ကူးပန်းကမွေးပေမဲ့လေသစင်ရနံ့ကိုတော့ဖြစ်အလွဲမပြေရပါဘူး။မမေတာအခန်းပြောင်းနေခြင်းနဲ့သစင်ဖုန်းချပြီးအိမ်ထဲဝင်လာတော့ကိုမင်းစုံစကားပြောနေတဲ့အကြားလိုက်ရတာဖြစ်ပါတယ်။အနောက်ထဲကိုဝင်လာတော့မှမိဖို့ကအရှိကတန်းကားလေးပေါ်မှာသားမီးနှစ်ယောက်ထိုင်နေကြတာဖြစ်ပါတယ်။ဘာဖြစ်လို့လဲသားရဲ့ဘဲခန်းကိုပြောင်းမလို့လဲ။ဆီယမကြီးကလက်ထဲကစေးစရင်စာရွက်လေးကိုအင်ကြီးအိတ်ကက်ထဲပြန်ထိလိုက်ပြီးတော့သားဖြစ်သူရဲ့လက်ဖွားလေးကိုတယူတရကင်ကမေးပါတယ်။ပရိပေါက်ပါတဲ့အခန်းကိုပြောင်းမယ်။အခုလိုမျိုးမနေချင်တော့လောင်ပိတ်ထားသလိုခံစားရတယ်။ဒါကတရိษံမမဟုတ်တာအလားပြဖို့ထားတဲ့တရိษံမဟုတ်ဘူး။စကားကိုပြောနေရင်ကတရှူးရှူးဖြစ်လာတော့ဆီယမကြီးမျက်လုံးပြူရတယ်။တောက်ရည်တစ်ခွက်ကိုခက်ကချော့တိုက်ရတယ်။အိုးတားကိုအဲ့လိုမျိုးထားရမှာမဟုတ်တာ။တားငငယ်တော့ကအလင်းရောင်ကြောက်တယ်ဆိုလို့မိမိကိုယ်ရဲ့အဲ့ဒီခံကိုပိတ်ထားတာလေ။အခုတားမနေချင်ဘူးဆိုရင်ပြောင်းပေးပါမယ်။ဘလို့ဖြစ်လို့ဒေါသတွေကြီးနေတာလေ။စိတ်ကိုလျှော့ပါသားရဲ့။ဒေါသထွက်တာပို့ပြီးတော့စိုးမလားမနေချော့ကပြောရတယ်။မိမိခံနဲ့ပြောင်းလိုက်မလား။အပေါ်မှာအခဲလို့ရှိသေးပေမဲ့လေမိန်းကလေး3 ယောက်နေမှမဖြစ်သေးပါဘူး။လောလောဆယ်အတွက်ကိုအမြဲစဉ်းစားရတယ်။ကိုမင်းစောကချက်ချင်းအပြေမပေးထိုင်ရနေစက်ကနေထပြီးတော့သူ့အခန်းထဲကိုဝင်သွားပြန်တယ်။ရှင်ထဲမှာမောပြီးကြံခဲ့ရတယ်။တူးရဲမွေးထားတဲ့သားလေးအတွက်ရှေ့ကိုဆက်ပြီးတော့ဘလူတွေတွေ့ကြုံရင်ဆိုင်ရအောင်မလဲမသိပါဘူး။ဆောင်းရက်တူရဲနီးရက်တွေကပို့ပြီးတော့ကုန်းလွဲသလိုထင်ရတယ်။တက္ကသိုလ်ဝင်စာမေးပွဲနီးလာတာနဲ့မျှသစင်မနာရအောင်ရှိရတယ်။စာရီကိုရတယ်ဆိုပေမဲ့လေအားနေတဲ့အင်္ဂလိပ်စာဓာရုဗေဒတို့ကိုလက်မလွတ်နိုင်ပဲဖြစ်နေရတယ်။သစင်အချိန်နဲ့သစင်ဘဝနဲ့ကထူးထူးချွန်ချွန်ကြီးမဟုတ်တော့နှစ်ချင်းပေါက်တော့အောင်သွားမှဖြစ်မယ်။မအောင်လို့မဖြစ်ပါဘူး။အဲ့ဒီအသီးစိတ်ဇောကတကူလုံးမှာပြက်နဲ့တွန်းပို့နေတဲ့အတွက်ပိုပြီးစိတ်လုံးရတယ်။ဈားထဲမှာကိုမင်းစော်တော့ခယူးမဆိုင်မိထမင်းစားချိန်မှန်သလားစင်းမမှန်တောက်သလားမသိသလိုခင်လေးနဲ့ဝင်းဝင်းတို့တိတ်ကြသလားလည်းမသိဆရာမကြီးကတော့သစစ်မွေးနေပြီးတဲ့နောက်ပိုင်းတွေမှာကိုမင်းစော်အပြင်ကိုခေါ်ထုတ်တာတွေများလာတယ်။အပြင်မှာအဆင်ပြေသလားဆိုတာတွေတော့သစင်တိတိကျကျမသိရပါဘူး။မင်းရအောင်ထိလည်းမရဲတာမို့ဒီတိုင်းသာနေလိုက်ရတယ်။ပိုကောင်းတဲ့ချိန်တွေရောက်သွားရင်တော့သစင်လဲထတ်တူထက်မြဝမ်းသာပေးမိမှာကအမှန်ပါ။စာမေးပွဲရက်တွေနောက်ရောက်တော့အမေတို့ကစားစရာချုံနဲ့ဆရာမကြီးအတွက်ဒေသအတွက်လက်ဆောင်တွေလှမ်းပို့ပြီးတယ်။သစင်2 ယောက်လုံးကိုမြို့ပေါ်မှာစိတ်ချလက်ချထားနိုင်ရတဲ့အတွက်လေအင်မတန်ကြီးစုတင်ကတန်မိုးထအလေးထားတဲ့သဘောသာစာမေးပွဲဖြေတဲ့ရက်တွေအတွင်းမှာခင်လေးနဲ့ဝင်းဝင်းကလာကြိုရှာတယ်။နည်းနည်းချင်းမဆိုင်စကားမပြောပြချတော့မှပြပြလဲလဲဆက်ဆံရေးမျိုးပြန်ဖြစ်လာရတယ်။ခင်လေးသာပြပြလဲလဲနေထိုင်ခဲ့ရင်သစင်ဘက်ကအရင်လိုပြန်မနေနိုင်စရာအကြောင်းမရှိပါဘူး။အခုလိုသာတင့်မြတ်နေအစောကြီးကလေးကတအိမ်ထဲနေပြီးစိတ်ရှုပ်စရာတွေကြုံရမှာမဟုတ်။ဒီနေ့ဖစ်စစ်ဖြေရတဲ့နေ့ဖြစ်ပါတယ်။စူးစမ်းဖြေဆိုခဲ့တာမို့အောင်မက်ကိုတော့ကြော်ခဲ့လိမ့်မယ်ထင်တယ်။ကျောင်းပေါ်မှာဝင်းဝင်းတို့ကိုမတွေ့ရအလုတ်များပြီးလာမကြုံနိုင်ကြတာဖြစ်ပါလိမ့်မယ်။သစင်ခြေလမ်းမှန်မှန်နဲ့အိမ်ကိုပြန်လာခဲ့တယ်။ဘာလို့ရဲမသိရှင်ထဲမှာတော့အနှဲငယ်လေးလံနေတယ်လို့သာအိမ်အတွင်းထဲကိုရောက်တဲ့အထိလူရိတ်ကိုမတွေ့ရအောင်ပုံမှန်ဆို12 နာရီကျော်တာနဲ့အိမ်ရှိမှထွက်ကဝမ်းသာအားရစီးကြိုတက်တဲ့ကိုမင်းစော်ကိုလည်းမတွေ့ရအိမ်မကြီးတကားတွေကိုတော့ခက်မထားခဲ့ပုံထောက်တော့အပေါ်မှာတယောက်ရောက်တော့ကျန်နေခဲ့ပါလိမ့်မယ်ဝင်းဝင်းရေဝင်းဝင်းအပေါ်တက်က
တုံ့ပြန်တန်အောင်မကြားရခင်လေးရှိလားခင်လေးတန်အောင်လည်းမကြားရလေကားထိပ်ကိုရောက်တော့မှအခန်းထဲကတရီဤငိုတန်အောင်ကြားရတယ်ဒီတော့မှမျက်စောင်းထိုးမှရှိတဲ့အိမ်သားတွေကနေဝင်းဝင်းကထွက်လာပါတယ်ဆရာမကြီးတို့အိမ်မှာမရှိကြဘူးသစင်ကိုတွေ့တာနဲ့ပဲအခုမှပဲစကားပြောရတယ်လို့မျိုးအရေးတကြီးပြောတယ်ဝင်းဝင်းကိုဒီနေရာမှာတွေ့လိုက်ရတော့အခန်းထဲကငိုရှိုက်တန်ဟာခင်လေးဖြစ်ကြောင်းသိချသွားပါတယ်ဘာကြောင့်ငိုနေတာလဲဆိုတာကိုမမေးရသေးခင်မှာအန်တီမြအပါဆရာမကြီးတို့အကုန်လုံးဘလို့ဖြစ်ပြီးအပြင်ရောက်သွားတယ်လဲဆိုတာသိချင်လာတယ်ပုံမှန်အားဖြင့်အရေးကြီးတဲ့မိသားစုကိစ္စအခမ်းအနားပွဲတွေမှာမဟုတ်ရင်၃ယောက်လုံးထွက်သွားတယ်ဆိုတာမျိုးကရှားပါးတတ်တယ်မဟုတ်လားလူစိတ်ရဲ့သဘောတဘာဝအတိုင်းမကောင်းတဲ့ဘက်ကိုပိုဆွဲပြီးတော့တွေးမိတတ်လေရကကိုမင်းစောသားတစ်ခုခုဖြစ်နေသလားဆိုတဲ့စိတ်ကရောက်လာတယ်အဲ့ဒီအတွင်းရောက်လာတော့လူဟာတလက်လက်တုံလာရတယ်ကိုမင်းစောနေမကောင်းလို့များလားဝင်းဝင်းမျက်လုံးလေးတွေကပြူးကျင်ဝိုင်းဆက်နေတယ်ခေါင်းမကြီးလိုက်ပါစေနဲ့လို့လဲကြိတ်ပြီးတော့ဆူတောင်းလိုက်တော့လေဝင်းဝင်းရဲ့စပင်အဖျားလေးတွေကလှုပ်သွားတဆက်ဆက်ညှိပါတယ်အချင်းနေထုရင်ဖုံးဆက်မယ်လို့ပြောတယ်တော်တော်မကောင်းလက်ထဲမှာကင်လာတဲ့မိကုန်းဆောင်ရွက်လေးကိုလွတ်ကြမသွားအသီးစိမ်မနေကပ်ပြီးတော့တင်းတင်းဆုပ်ထားရတယ်။နားထဲမှာခင်လေးရဲ့ငိုတန်တက်တဲ့ကိုလည်းကြားနေရတယ်။အိမ်မှာဘာပြဿနာတွေဖြစ်နေတာများလဲ။ခင်လေးငိုနေတာကရောကိုမင်းစော်နဲ့သက်ဆိုင်နေတာများလား။ရက်နေတဲ့သူကရွတ်ခွေလာတော့မလို့ဖြစ်လာတဲ့အတွက်လက်ကျန်အားကိုမနှေးဆူစည်းကအခန်းထဲကိုအရှင်ဝင်ခဲ့တယ်။ပုံမှန်ဆိုရင်တော့ဈာရက်တွေမှာလူနေထွေထွေပြောင်းလဲလာခဲ့တဲ့ဆက်ဆံရေးကြောင့်ခင်လေးငိုရှိုက်နေတာကိုအကျိုးကြောင့်ဝင်ပြီးတော့မင်းမိမှာဖြစ်ပါတယ်။ဘလို့ပဲမတိတ်ခဲ့ဘူးဆိုအချိန်တန်အာကာဒစိတ်တွေကိုလျှော့လိုက်တော့ငါတို့တင်ရွာသေးသူတွေပဲလို့ဖြေလျှော့ထားလိုက်နိုင်တယ်။ဒါပေမဲ့လက်ရှိအချိန်တွေကရင်တုံပန်းတုံဖြစ်ချင်စရာအချိန်တွေတော်တော်မကောင်းဘူးဆိုတာကဘယ်လောက်ထိဖြစ်သွားတာကိုပြောတာလဲ။ဝင်းဝင်းရှိမှဆက်မေးဖို့အားလည်းမရှိပါဘူး။စိတ်မထင်အော်တက်တာမျိုးတွေပစ္စည်းတွေရှိုက်ခွဲတာမျိုးတွေကိုဝင်းဝင်းကိုယ်တိုင်လည်းတွေ့မြင်ခဲ့ဘူးပြီးသားမို့ဒီထက်ဆိုတဲ့အချိန်တွေကဘလို့များလဲ။ဒါမှမဟုတ်ခင်လေးနဲ့များမကောင်းတာတွေကိုတတိစီတွေးနေမိတဲ့ကုကိုသားလေးထူးရိုက်ချင်တော့တယ်။လောလောဆယ်ဘသူနဲ့မှစကားမပြောချင်တော့ဘူး။ဆမေးဝဲမှာစိတ်ပင်ပန်းလာခဲ့ရတာတွေနဲ့ရှင်ထဲကိုစုပြုံရောက်လာတဲ့အပူအာယုံတွေကသစိကိုတမြင့်မြင့်လောင်နေစေပြီးပဲ။အကယ်၍သာအဲ့ဒီနေ့ရဲ့နောက်ဆက်တွဲကိစ္စတွေကိုသစိကြိုတင်သိမြင်ပြင်ဆင်နိုင်ခဲ့ပါရင်ဘလို့အရာမျိုးကိုရွေးချယ်ဆောင်ရွက်မိမလဲမသိပါဘူး။သစိမှာလူတကူလုံးပင်ပန်းအောင်အလုံးလုံးရတာ။ဒီလေပိုင်းအိတ်မပြောတတ်တော့လေအခုစိတ်တွေပင်ပန်းတဲ့အခါမှာတော့လူကမထူနိုင်အောင်ခွေသွားတယ်။ဘလို့ပဲသွေးသားမတော်ဆက်ဘူးဆိုအလုံးမအားလို့ဂယုမဆိုင်မိတာပဲဆိုအရေးတကြီးကြီးထားတဲ့ဝိညာဉ်တွေကတကယ်အခြေအနေမကောင်းဆိုတဲ့စကားမှာကြားရခက်စီတယ်။မယိုးသားစိတ်မပါသည့်တိုင်အောင်အနေနည်းတဲ့တွေ့တာမှုတွေမဟုတ်ပါလား။အောက်ထပ်မှာဝင်းဝင်းရဲ့လှုပ်ရှားတံတွေကိုကြားရတယ်။အဝိရှောဆက်လေတံကိုကြားရတယ်။အထွေထူးပြဿနာတော့မဖြစ်ခဲ့ကောင်းပါဘူး။ဆရာမကြီးစီကပြန်လာမဲ့ဖုန်းကိုနားဆွင့်ရင်သစင်လေးနှိမ့်ချိုက်ပြီးအိပ်ပျော်သွားပါတော့တယ်။မျက်နှာပေါ်အေးကနေဖြတ်တိုက်သွားတဲ့လေနုအေးကြောင့်သစင်နိုးလာရတယ်။ပရင်းမောင်မှတိုးဝင်နေတဲ့အလင်းရောင်ကိုကြည့်လိုက်ခြင်းအပြင်နေ့လေပိုင်းသာရှိနေသေးကြောင်းသိလိုက်ရတယ်။အိမ်ယာပေါ်ကလူလဲထားလိုက်တော့ကျောမှာချွေရီရွှဲနေနေတာခံစားရတယ်။အသိစိတ်ဝင်ပြီးထိုင်မိတာနဲ့အောက်ထက်ကအတန်ကိုနားဆွင့်မိတယ်။တိတ်ဆိတ်နေသေးတာဖြစ်ပါတယ်။စောစောကတော့စိတ်မလှုပ်ရှားတော့ပြီမို့လို့တီးကျင်စိတ်တွေကိုမထိန်နိုင်တော့ပဲအခန်းပြင်ကိုပြန်ထွက်လာခဲ့တယ်။ခင်လေးကိုသူ့အခန်းထဲမှာမတွေ့ရတော့ဘူး။အောက်ထက်ကိုခြေဖောက်နေပြီးစင်းနေရတဲ့ခြေလမ်းတွေတော့နေကွေးသလိုထင်ရတယ်။အောက်ထက်မှာဆရာမကြီးတို့အတန်ကိုမကြားရသေး။ဒါဆိုပြန်ရောက်ကြသေးပုံမပေါ်။ဟောဝက်သစင်နိုးလာပြီ။မိဖို့ကမ်းဘက်ကအတန်ပြုတ်တန်ကြောင့်သစင်လန်းကြီးလိုက်တော့ဝင်းဝင်းနဲ့ခင်လေးကိုတွေ့ရတယ်။စကောတစ်ခုထဲမှာဘူးတီအာလူးတွေကိုလှီးတင်နေတာတွေ့ရတယ်။ညနေစားအတွက်တခုခုချက်ကြမယ်ထင်တယ်။ခင်လေးမျက်နှာမှာအနှဲငယ်နီးမြန်းနေသေးတော့လေပုံမှန်လိုထိုင်နေတာတွေ့ရတော့စိတ်ထဲကစိုးရိမ်တယ်လို့မျိုးပြဿနာကြီးကြီးမားမားဖြစ်ရမတူပါဘူး။ဒီတော့မှစိတ်ထဲမှာအနှဲငယ်အေးသွားရတယ်လို့ရှိပြီ။ဆရာမကြီးတို့ဖုန်းမဆက်ဘူးလား။ကိုမင်းစောဘယ်လိုဖြစ်တာလဲ။သစင်ဟာဝင်းဝင်းတို့ထိုင်နေတဲ့အနားထိရောက်အောင်အရင်သွားပြီးတော့မှထိုင်ကုန်နောက်မီလေးကိုလက်နဲ့ဆုပ်ကိုင်ကမေးလိုက်တာဖြစ်ပါတယ်။ဒီမှာဝင်းဝင်းကသစင်အမေကိုပြန်မဖြေသေးပဲခင်လေးကိုအရင်ကြည့်နေပြန်တယ်။ခင်လေးမှာစိတ်အစင်မပြေသလိုမျိုးမျက်နှာကိုတစ်ဖက်လွှဲသွားပြန်တယ်။သစင်စိတ်မရှိနိုင်တော့ပါဘူး။ဝင်းဝင်းကိုမျက်နှာချင်းဆိုင်မြင်ရတဲ့ထိုင်ကုန်တစ်ဖက်မှာဝင်ပြီးတော့ထိုင်လိုက်ပြီးဘာဖြစ်တာလဲလို့ဒီလိုကြည့်ရတာအထိတ်တလန့်နဲ့ခင်လေးကနှက်ထရှုံနေသစင်အတန်ကြဲကြဲမီးလာတဲ့အတွက်ဝင်းဝင်းမှာအနှင်းငယ်လန့်သွားသလိုမျိုးပြူးပြီးကြည့်တယ်
မတ်တစင်ပင်ပန်းလာတဲ့တင်လို့မပြောဘဲနေတာပါဟိုကိုမင်းစောကမတ်တစင်ကိုထွက်ကြရင်ခွေးကားတိုက်တာအောင်မြင်လို့ချက်ချင်းလဲတော့မလို့ဖြစ်သွားတာဘယ်လိုဒဇင်တွေးတင်ထားခဲ့တယ်လို့မျိုးဆူဆူဝါဝါကိစ္စမျိုးမဟုတ်တော့လေခွေးတကောင်အသက်ဆုံးရှုံးရတဲ့ကိစ္စနဲ့ကိုမင်းစောရဲ့စိတ်ခံစားချက်အတိမ်နဲ့ကိုလှမ်းတွေးမိပြီးပို့ပြီးတော့ထိတ်လန့်သွားရတာဖြစ်ပါတယ်ဒါနဲ့ခင်လေးကရောဘလို့ဖြစ်ပြီးမစိမဆိုင်ငုံနေရပြန်တာလေ17 နာရီလောက်ပဲရှိသေးတော့စောသေးတယ်ဆိုပြီးတော့ငါတို့ကပြန်ခေါ်တာပေါ့သူကခေါ်လို့မရပါဘူးဆရာမကြီးကလည်းအပြင်သွားစရာရှိတော့စိတ်မချဘူးပေါ့အဲ့လိုဖြစ်နေတော့ဟိုဘက်ကနေခွေးတကောင်ဝင်လာတာပုံမှန်လိုမဟုတ်ပဲတရေတွေနဲ့ခေါင်းကြီးကိုအောက်ချလာတော့ခွေးယူလာပါလားမသိတာနဲ့ငါကခဲတစ်လုံးနဲ့ခင်လေးကစက်မပြုံးနိုင်တော့ပဲစိတ်ပြီးတော့ရှိုက်နေပြန်တယ်ဒီလောက်ကြားရယုံနဲ့အချင်းတွေကိုသစင်သားလေတလောက်ရှိပါပြီခင်လေးကသူ့ပယောဂကြောင့်ခွေးလေးတကောင်နာကျင်ရရှာတယ်လို့တွေးကစိတ်မကောင်းဝဲနေတာမျိုးဖြစ်နိုင်တယ်ဝဲနေစရာတွေကြားတွေကကျင်နာတက်တဲ့နှလုံးသားရှိတာကိုတော့အံ့ဩချီးကျူးမိပါရဲ့ခွေးကတည်သွားတာလားကားနဲ့တိုက်မိတာပေါ့သစင်မေးခွန်းနေစင်ငါမေးနေမိတယ်ဝဝင်းကခေါင်းကိုညှိပ်ပြတယ်ခင်လေးကတော့စကက်မေးမရတော့ပါဘူးအမကလေမောင်းလာတဲ့သူကအမလောက်ပဲရှိသေးတယ်တော်သေးလို့ကိုမင်းစောမတိုက်တာပေါ့ကားဟိုရှိကအပင်ကိုတိုက်ပြီးရက်သွားတာလေရှေ့မှာဘေးရဲကိုတိုက်လာသေးတယ်လို့ပြောတယ်အဲ့ဒါကိုလက်မိဝင်တော့လမ်းပေါ်မရောက်သေးတဲ့ခွေကိုဝင်တိုက်တာပါသိရောလားဝဝင်းပြောမှပဲအချင်းကြီးတွေကိုမျက်စိထဲမှာကွက်ကွယ်မြင်လာရတော့တယ်ခင်လေးတောင်ဒီလောက်ဝမ်းနေစိတ်မကောင်းဖြစ်နေရင်ကိုမင်းစောတယောက်ဘလောက်တောင်ထိတ်လန့်ပြီးတော့သွေးပြတ်သွားမလဲဆိုတာတွေးတော့မတွေးရတော့ဘူးသိတယ်မအတန်နေကြားချင်းဆရာမကြီးရောကိုမင်းထိုက်တူရောထွက်လာတာခွေးကဒီလိုလဲပြီးနားကနေတော်ပါတော့ဟဲ့မေးတော့ကမေးပြီးအသေးစိတ်ပြောပြပြန်တော့မျက်လုံးထဲမှာအနှိမ့်ထားရုံတွေကိုမြင်ရောင်လာပြီးတော့ရင်ဘတ်ပါအောက်ချင်တယ်ဝဝင်းကဓာတ်နှလုံးသီးတွေကိုဓားလေးနဲ့ချင်ရင်ငြိမ်သွားပြန်တယ်ကိုမင်းစောတတရေလားမသိဘူးသစင်တယောက်တည်းရေရွမိတယ်ခင်လေးတို့ကတော့ဘာမှပြန်မပြောတိတ်ဆိတ်နေကြတယ်သစင်ပြန်လာအောင်မျှော်ရင်းဖြစ်ရတာဆိုတော့ပိုပြီးစိတ်မကောင်းဖြစ်ရတယ်ပြောပြပုံရဆိုရင်တော့လူကိုဝင်မတိုက်သွားတာပဲတော်သေးတယ်လို့ပြောရမယ်ဒါပေမဲ့လူကိုထိမသွားသည့်တိုင်အောင်စိတ်အတွင်းထဲမှာနှိရှေလာများပုံကွယ်တီးရှိနေတဲ့နာကျင်မှုတစ်ခုကိုပြန်လည်အစဖော်တယ်လို့ဖြစ်လေတော့မူလအခြေအနေထက်ပုံမဆိုးကားတဲ့အခြေအနေကိုရောက်သွားမှစိုးရိမ်မိပြန်တယ်အသက်ရှင်နေပြီးလူမှန်းမသိတဲ့အခြေအနေမျိုးဖြစ်သွားရင်သူ့အတွက်အသက်ရှင်ရတာဘာအဓိပ္ပာယ်ရှိအောင်တော့မှလဲဒီထမင်းမစားရသေးဘူးမဟုတ်လားအင်ကြီးတွေသွားလဲလေတရေလုံးမှာအသက်ရှူတန်တွေကြားရအောင်တိတ်ဆိတ်နေပြီးခဏနေတော့မှခင်လေးကအတန်တိုးတိုးနဲ့ပြောတယ်သစင်ဟာခင်လေးကိုဘာအဓိပ္ပာယ်ဖော်ပြရမှန်းမသိတဲ့အကြည့်တွေနဲ့ပြန်ပြီးတော့ကြည့်နေမိတယ်ငါနင်းကိုနေတာကိုတွေ့တော့စိတ်ထဲမှာတခြားထင်လိုက်တာအာလူလှီးနေတဲ့ခင်လေးလက်ကလေထဲမှာရက်တန့်သွားတယ်ကိုမင်းစောနေမကောင်းတာအောင်လားငါသူ့ကိုမထိအောင်နေပါတယ်အဲ့တဲ့နေစိတ်မပူပါနဲ့ငါအဲ့ဒီသဘောမျိုးပြောတာမဟုတ်ဘူးသစင်ကပြန်ပြောရတယ်အဲ့လိုမဟုတ်တာဒီကငါတို့ထက်ပိုပြီးသူ့ပေါ်မှာတန်ရောစင်ရှိတယ်လေစကားဆက်ပြောစရာမရှိသလိုဖြစ်သွားတယ်သစင်အတော်ကြောင်ငြိမ်ကြီးထိုင်နေပြီးတော့မှအပေါ်ပြန်တက်လာခဲ့တယ်စိတ်ထိနေတဲ့အကြောင်းအရာမဟုတ်သည့်တိုင်အချင်းတွေကိုတည်တည်ချာချာမသိရသေးတာမို့စိတ်ထဲမှာတော့မရှင်းသေးပါဘူးအမှန်ပြောရရင်စိတ်ပူတယ်ထမင်းစားခြင်းစိတ်ဆိုတာလည်းမရှိညနေရောက်လာသည့်တိုင်အောင်ဆရာမကြီးစီကိုဖုန်းမျောနေပေမဲ့လည်းဖုန်းဝင်မလာပဲရွမမိသားရောက်လာတယ်။လက်ပြန်ဖြေရမယ့်ဘာသာအတွက်ကျူရှင်ကိုသွားရအောင်မှဖြစ်ပါတယ်။အမှန်ဆိုရင်ကိုမင်းစောရဲ့အခြေအနေကိုစောက်ပြီးတော့နားထောင်လိုက်ချင်သေးတယ်။စိတ်ကျမ်းမာရေးဖြစ်တာမို့လို့ကြားရတဲ့အတိုင်းဆိုရင်ချက်ချင်းအိမ်ပြန်ခေါ်လို့မရမအောင်လဲပူတယ်။ဒါပေမဲ့ပူယုံကလွယ်ပြီးဘာမှမတတ်နိုင်။အိမ်ကနေလေဆရာမကြီးကိုဖုန်းခေါ်လို့မဖြစ်။တစ်ဖက်မှာဘလို့ချင်းနေကြုံရတယ်လဲဆိုတာသစင်တို့မှမသိနိုင်တာပဲလေ။ဒီနေ့မှာကားတိုက်မှုဖြစ်သွားလို့ဆိုဖေဖေတို့အလုပ်ရှုပ်နေကြတယ်။သစင်မျက်နှာညွညွနဲ့ထွက်လာတာမြင်တော့သစင်မျက်နှာအနေထားကိုအကဲမခတ်မိသေးတဲ့ရိုးမမီကသတင်းစကားမေးတယ်လို့မျိုးနဲ့အခြေအနေတစ်ခုကိုပြောပြတယ်။ရိုးမမီဖေကရက်ွက်ထင်ကလူကြီးဖြစ်ပါတယ်။ဟုတ်တယ်။ခွေးကိုတိုက်တာလို့ပြောတယ်။အဲ့ဒီကားတိုက်မှုကြောင့်ကိုမင်းစောကိုအရေးတကြီးသွားပြနေရတယ်။ရိုးမမီမျက်လုံးလေးတွေပြူးကျဲသွားပါတယ်။ဟမ်ဘလို့ဖြစ်လို့လဲတိုက်တာလူလဲပါတယ်လို့ပြောတယ်လူကိုထိမိလို့လားသစင်ကခေါင်းကိုဖြည်းဖြည်းရမ်းပြရင်လူကိုထိမိတာမဟုတ်ဘူးဟိုပင်ကိုတိုက်မိရလို့ပြောတယ်ကိုမင်းစောကအသက်ငယ်ငယ်လေးမှာသူ့ဖေကားတိုက်တင်တာမြင်လိုက်ရတာလေအဲ့ဒါကြောင့်ပဲခုလိုဝေဒနာဖြစ်တာတော့အခုလိုထပ်တွေးလိုက်တာနဲ့အဟောင်းကအသေးဖြစ်သွားတာထင်တယ်မနေ့17 နာရီလောက်ကဟာအခုချိန်นี้ဘာမှပြန်မသိရသေးဘူးရိုးမမီကတက်ပြင်းကိုချတယ်အေးဟဲကောင်းမောင်းတဲ့လူကလည်းသူများကိုဂယုစိုက်တက်ပါတယ်တချို့တွေများလမ်းပေါ်ရောက်တာနဲ့လေရင်ပြတ်တက်မောင်းရတယ်လို့မောင်းတာနင်းသိလားအဲ့ဒီကားမောင်းတဲ့လူကငါ
တို့နဲ့တရွယ်တဲ့လိုင်စင်တော့မရသေးဘူးလို့ပြောတယ်။သစင်ယူမိမိမျက်နှာလေးကိုကြည့်နေမိတယ်။သူကလည်းကြားရတဲ့တဲ့အတွက်ပို့ပြီးတော့ဒေါသထွက်နေရန်ရှိပါတယ်။ပတ်စံတွေဘလောက်တောင်ချမ်းသာနေကြတယ်မှမသိတာ။သစင်တူတူသာပြောမိတယ်။ဟုတ်တယ်တော်တော်ချမ်းသာတယ်လို့ပြောတယ်။အဖိုးကြီးကသူ့သားကိုဆွဲထိုးနေတာတဲ့။သူ့အမေကလည်းအဲ့ဒီမှာတက်သွားတယ်ဆိုလားပြဿနာတွေထပ်ဖြစ်မှာဆိုလို့လိုက်နေကြရတော့ကြားတယ်။ငါလည်းထမင်းစားရင်အိမ်ရှိကပြောနေတာတွေကြားလာတာ။ရိုးမမေကတော့ထုံးစံအတိုင်းသူတီးသမျှအောင်ဖောက်တယ်ချနေပြန်နေ။ကျူရှင်သားရောက်တဲ့အထိသစင်းမျက်နှာမရွှင်လန်းတာအောင်မြင်တော့ကိုမင်းစော်ကိစ္စကိုပြန်အမိတ်ရသွားရင်ရှိပြီးမနေ့ပြန်စာမေးပွဲကြံသေးတယ်။အရင်ကြီးလေးစိတ်မပူပါနဲ့သူ့မိယာခယူးဆက်ပြီးတေချာလုံးမှာပါ။ကောင်းသွားမှာပါလို့သစင်းပခုံးပုတ်ကအားပေးစကားပြောတယ်။သစင်းအားတင်းပြီးတော့ခေါင်းညှိပြရတယ်။မနေ့ပြန်နောက်ဆုံးဘာသာကြံသေးတယ်။စာရတယ်ဆိုပေမဲ့လည်းအကုန်လုံးကိုမျက်စိမိတ်ဖြေနိုင်နေဆိုတဲ့အခြေအနေမဟုတ်မိကုန်းတွေကိုပြန်ကြည့်ရအောင်မယ်တမက်တန်တွေကပို့ပြီးတော့ခက်တယ်စာတင်ချိန်ခဏတော့အိမ်ကားကိစ္စတွေကိုမေးသွားရပြန်လာတာညနေမိုးချုပ်ခန်းနေလောက်မှအန်တီများတယောက်တည်းဆီယာမကြီးမောင်နဲ့ပြန်လာတာကိုတွေ့ရတယ်မျက်နှာချင်းတွေကပုံမှန်လို့ဆိုတော့ပုံမှန်သာဖြစ်လောက်ပါစီလို့သစင်ကြိတ်တွေးမိတယ်အန်တီမြကိုမင်းစောရောအိမ်ထဲမှာထိုင်တော့မှရေတစ်ခွက်ခက်လာပေးရင်မေးရတယ်အန်တီမြမှာအခုမှပဲစိတ်ကိုပေါ့ပါစွာအနားယူရဟန်နဲ့နောက်ကိုခက်ရော့ရော့မိထိုင်ကဟင်းကနေနေအောင်လေပူရီကိုမှုတ်ထုတ်တယ်။လလို့စအိမ်ပြန်ခေါ်လာလို့အခြေအနေမကောင်းသေးတာနဲ့လူတို့အိမ်မှာထားခဲ့ရတယ်။ဒီမှာဖြစ်သွားတဲ့အခြေအနေကသူ့စိတ်ထဲမှာဆွဲသွားတာဆိုတော့လေစောစောလေးရမှအိမ်ပြန်ရောက်တာအခြေအနေမကောင်းသေးဘူးဆိုတာကသစင်ကဒီထက်ပိုပြီးတိလို့စိမ့်နဲ့တေးသေးချာချာကြီးမေးလိုက်ချင်တော့လေအန်တီများတို့ကြုံတွေ့နေရတဲ့စိတ်အခြေအနေကိုပါပြန်လေစာနာအမိတ်ရသွားပြီးစကားကိုထိန်းကရှက်လိုက်ရတယ်။တဖြည်းဖြည်းနဲ့တော့အဆင်ပြေသွားမယ်ထင်ပါတယ်။နည်းနည်းလေးကောင်းတာနဲ့အမကယူရိုစီသွားပြမယ်လို့လည်းပြောတယ်။ဒီလိုမျိုးကြီးကရေရှည်ဆိုတော့မကောင်းဘူးလေ။ကောင်းလာတာမလာတာထက်လုံနိုင်သလားအကုန်လုပ်ပေးထိုင်စိတ်သက်သာသေးတာပေါ့။ကြားရတာစိတ်မောစရာတစ်ဖက်စိတ်သက်သာရာတစ်ဖက်ဖြစ်ပါတယ်။ဖြစ်နိုင်ရင်တော့ကိုမင်းစောကိုတစ်ခါလောက်သွားကြည့်ချင်ပါတယ်။ဒါပေမဲ့မိမိအနေနဲ့မပြောရဲသလိုဖြစ်သွားတဲ့အခြေအနေကလူကျန်းမာရေးဆိုတာထက်စိတ်ပိုင်းဆိုင်ရာဖြစ်နေတာမို့သစင်းကိုတွေးဖို့အဆင်ပြေချင်မှပြေးနိုင်ပါလိမ့်မယ်။အေးသမီးလည်းလန့်သွားမှာပေါ့အမကတော့သစင်းကိုတေချာပြောပါအောင်လို့မှားလိုက်ပါတယ်။ဆမီဝဲရက်ကြီးမှဒီလိုဖြစ်ရတော့သူလည်းမမေးနိုင်တော့ဘူး။ဒီနေ့ရောဖြေနိုင်တယ်မဟုတ်လား။ပါလေဖီးစစ်ဖြေရလား။ဟုတ်အန်တီမြဖြေနိုင်ပါတယ်။ကိုမင်းစော်ကြောင့်ဆက်မေးဖို့မကောင်းတော့ပြောစရာစကားလည်းရှိရမတူတော့ပုံစံကိုကြည့်ရတာနဲ့ပင်ပန်းနွမ်းနေလာတာလေတိတာနေတာမို့သစင်းငိမ့်နေလိုက်တော့တယ်။ညစာသမီးတို့ကြိုက်တာဝယ်စားလို့ပြောတယ်။ဒီမှာပတ်စံရတော့တို့ရီကြီးအိတ်ရမှာတကားတွေတေချာပိတ်ဟိတ်ဘာလို့ရင်မသိသစင်းရင်ထဲမှာတစ်ဆွတ်ဆွတ်ကြီးခံစားနေရတယ်။ပြီးတဲ့ပတ်စံကိုလှမ်းယူလိုက်တော့လေပျော်ရွှင်မနေပါဘူး။ရရောက်လာသည့်တိုင်အောင်လေအိမ်ကတာမန်ထက်ပုံမ6ကက်နေတယ်လို့ခံစားရတယ်။သစင်းဆောင်မွေးဝဲရှိတာကြောင့်အရင်ရက်တွေကလေးက TV ကိုအတန်တိုးပြီးကြီးကြတော့လေဒီညလို6ကြီးမနေပုံမှန်သူများအကြောင်းကိစ္စတွေအတွက်ဝမ်းနည်းလေးမရှိတဲ့ခင်လေးတော်မှဒီနေ့တနေ့ကုန်မျက်နှာမကောင်းစကားဆမိတိုင်းမျက်ရည်ဝဲရှာတယ်။ဆရာမကြီးတို့တွေးလိုက်တာလေနီးလန်းတော့ကြပါတယ်။အိမ်ရှိတက်မှာဖြစ်သွားတဲ့အနေအထားမို့လို့အဲ့ဒီမြင်ကွင်းကိုပြန်ပြီးတော့မြင်လိုက်တိုင်းကိုမင်းစောအတွက်အသေးဖြစ်မှအောင်စိုးရင်ရတယ်မဟုတ်ပါလား။စာရီကအနှဲငယ်နှွေးယုံမဲ့ကြံတာကြောင့်စာကြည့်စပွဲမှာအချိန်ကြာတော့မထိုင်ရပါဘူး။ဒါပေမဲ့စာအုပ်တွေကိုတေချာသိမ်းပြီးတဲ့အထိသစင်မှာအိတ်ချင်စိတ်ကရောက်မလာခဲ့ဘူး။နေ့လေကတရီအိတ်လိုက်မိတဲ့အတွက်ကြောင့်လားမသိခဏနေတော့အခန်းဝမှာချိုချိုချွတ်ချွတ်ကြားရတာနဲ့လှဲကြည့်လိုက်လေရာဝင်းဝင်းဖြစ်နေတာကိုတွေ့ရတယ်။ဝင်းဝင်းနောက်မှာတော့ခင်လေးအမစာချက်နေရမဟုတ်လား။ဝင်းဝင်းလက်ထဲမှာလေပိုပလေးလေးတစ်လုံးတွေ့ရတယ်။သစင်အေးအေးကြည့်တော့နှစ်ယောက်လုံးအထဲကိုဝင်လာကြတယ်။စားရသလောက်ရှိပါပြီ။အထဲရောက်တော့မှကြည့်ဖြေရမှာပေါ့။ဒီနေ့ရောမအိတ်သေးဘူးလား။ခင်လေးကအခန်းတကားကိုပြန်ပြီးတော့ပိတ်တယ်။ဝင်းဝင်းကအနားမှာဖြည်းဖြည်းလေးထိုင်ပြီးတော့လက်ထဲကလေပိုပလေးလေးကိုသစင်စာကြည့်စပွဲပေါ်တင်ပြီးတယ်။သစင်အတွက်ယူလာခဲ့တယ်ဆိုတဲ့သဘောအိတ်လို့မှမရပဲအမကလေဝင်းဝင်းကစကားတန်ကိုတခြားလူကြားမှာစိုးတယ်လားဒေတာလေးနဲ့သာပြောတယ်။ခင်လေးကတော့ထုံးစံအတိုင်းသစင်အခန်းတွေကပစ္စည်းတွေကိုအကဲခတ်တယ်လို့ကြည်နေပြန်ပါတယ်။ပြီးတော့မှအခန်းတောင်လေးမှာထိုင်နေကိုမင်းစော်ကြီးတနာပါတယ်နော်မခဏနေတော့မှနောက်ထပ်ပြောတယ်။ခင်လေးကတော့သူ့အတွင်းနဲ့သူရှိဟန်တူပါတယ်။မျက်လုံးအကြည့်နဲ့အာယုံကသစင်တို့စီမှာမရှိမက်ခင်လေးကဒီနေ့ဖုန်းဝယ်ဖို့လှုပ်ထားတာလေအခုလူတွေဖြစ်သွားတော့ဖုန်းမဝယ်ရဘူးပေါ့ခင်လေးရဲ့အမူအရာကိုမင်းငေါ်ပြရင်ဝင်းဝင်းကပြောတယ်အဲ့ဒါပါရောပြီးငိုနေတာထင်တယ်စိတ်ထဲတိတ်မကောင်းချချိန်ဆိုပေမဲ့လေသစင်ကစားနောက်ချင်းစိတ်ဖြစ်လာတာမို့ပြုံးရင်းနဲ့ပြောလိုက်တယ်
ခင်လေးကနှက်ခမ်းကိုစူတယ်ဖြစ်တော့ကတော့ရောထွေးနေလို့ငိုတာပေါ့ငါးကြောင်များဖြစ်ရသလားလို့တနာတာပေါ့ဟဲ့ကိုမင်းစော်ဖြစ်တာတော့ငါလည်းမတက်နိုင်ပါဘူးအခန်းချင်းလေးထဲမှာစကားတန်တွေတိတ်သွားရပြန်တယ်ခေါင်းကြီးအိမ်ဘက်ကအမေကြီးရဲ့ဖျားရှိခိုးတန်တွေကြားနေရတယ်တကယ်လို့များစီးကူးလို့မရပဲရွာမမကြလို့ဖြစ်သွားရင်ဒုက္ခပဲနော်တော်တော်နေတော့မှဝင်းဝင်းရဲ့စကားတန်ထွက်လာတယ်သစင်ရောခင်လေးပါမမကြောင်အမိတ်ရသွားပြီးဝင်းဝင်းကိုဖြိုင်းတူကြည့်မိတယ်မမကြောင်ကသစင်တို့ရွာဖြစ်ပါတယ်အသားရည်ဖြူဝင်းပြီးရုပ်ရည်ကလည်းလှတယ်ပညာရေးမှာလည်းထူးချွန်သူလေးမို့သစင်တို့ငယ်ကလေးကရွာထဲမှာနာမည်ကုန်တဲ့တင်းပြန့်သူလေးဖြစ်ပါတယ်ဒါပေမဲ့ဘယ်ရာကဘလို့မှားတယ်လဲမသိပဲမမကြောင်တက္ကသိုလ်ဝင်တဲ့တက်တဲ့နှစ်မှာစတင်ပြီးစိတ်ကျမ်းမာရေးမကောင်းသလိုဖြစ်ရာကနေတောင်းရမှုလဲလဲမိသလောက်ဟိုပြတီပြလုံနေတဲ့ချာကနေတွတ်ခေါင်ယူသွားရှာသူလေးတာအာမမကြောင်မိမယောဂကြောင့်ဖြစ်တာပြောပါတယ်ကိုမင်းစောကရှာတီမမလာတာခင်လေးကအတုံးလိုက်အတစ်လိုက်ပြောထဲသစင်ကခွိကနေရှိမိမလို့ဖြစ်တော့လေဝင်းဝင်းမျက်လုံးလေးထဲမှာစဉ်းစားစရာတွေပိုပြီးရသွားတယ်လို့မျိုးကလေးကလေးဖြစ်နေတယ်ဒါပေမဲ့မမကြောင်နွေရာသီမိုးရာသီဆိုအကောင်းတော့စောင်းနေမှအဲ့လိုဖြစ်တာရောကျန်တဲ့အချိန်တွေအကောင်းဥစ္စာသူစဉ်းစားမိတာကိုထပ်ပြောတယ်ခေါင်းလေးလည်းငြိမ်သွားတယ်အမေပြောသလိုပယောဂလာမသိဘူးခင်လေးကသူ့ထင်ကြီးကိုပြီးတော့သစင်မျက်စောင်းထိုးထဲလိုက်တယ်ပြောပုံကလူငယ်မဟုတ်တဲ့အတိုင်းအဲ့လိုဆိုရင်ကိုမင်းစော်လေးအဲ့လိုပယောဂလာမှမသိတာနော်ဝင်းဝင်းကပြောပြီးတော့သူ့စကားတန်ကိုတရားယောက်ျားမှစူးတယ်လားနှကန်းရှိမှလဝါးလေးကိုကားတယ်သစင်ပြောဖို့အလှည့်မကျသေးခင်လေးကပါစဉ်းစားပြီးထောက်ခံတယ်လို့ငြိမ်ငြိမ်ကြီးလုံနေလိုက်ပြန်သေးတယ်သမီးချားသလောက်တော့ဆီယမကြီးကတော်တော်ချမ်းသာတယ်လို့ပြောတယ်အဟုတ်မဲ့လို့နားထောင်နေတာနင်တို့ပြောတာပေါက်ကြီးရကြီးပဲသစင်နှစ်ယောက်လုံးကိုမန်တယ်လို့ပြောလိုက်တယ်ဒါပေမဲ့သူတို့ကလက်လျှော့ပုံမရအာဒီကဘာသိလို့လဲအဲ့ဒါမေမေကလည်းပြောဖို့တယ်ဆီယမကြီးကယောက်ျားသားမရှိလို့တူတူတိတ်တိတ်နေတာတဲ့ဗန်ထဲမှာလည်းပတ်စံတွေအများကြီးလို့ပြောတယ်အဲ့ဒီစကားဟုတ်တော့ဟုတ်နိုင်နေရိုင်းရိုင်းပြောရရင်ခင်လေးမီကယောက်ျားတွေပေါ်တိုက်တူးကျင်သူမို့သူများအကြောင်းလိုက်ပြီးဆက်စုရမှာလဲနံပါတ်1လို့ဖြစ်နေခဲ့တဲ့ဥစ္စာနင်တို့အဲ့ဒါဘာသူပြောလဲအေးဒါသူများအတွင်းရေးတွေနော်ပျက်စီးတွေရှိတယ်ပြောပြီးပြလို့ရတော့နင်တို့တောင်းဝင်မယ်သစင်လက်ညိုးလေးထောင်ပြီးပြောတော့နှစ်ယောက်လုံးမျက်နှာလေးငယ်သွားတယ်အရင်တခါဆီယာမကြီးအခန်းထဲကအလှပြင်ပစ္စည်းတွေပျောက်တဲ့ကိစ္စမှာခင်လေးလက်ကတိတ်မကင်းချောင်းသစင်တို့တီးပြီးသားမလို့ပြောပြီးမှစကားရှင်ကိုထိတ်လိုက်ရတယ်အမေတို့ကလူကြီးတွေပဲရွာထဲမှာပြောကြရင်သိမှာပေါ့ငါတို့သွားနေမယ်ဆိုတော့ဂယူးဆိုင်ဖို့မှားကြရင်းနဲ့လည်းသိတာပြီးတော့နေရရောက်လာကြတဲ့ကျူရှင်တွေเจ้าနေသွားတော့ငါတို့တော့ဘယ်သိမှာလဲနောက်ဆုံးကစကားတော့ခင်လေးကအတန်ကိုအုပ်ပြီးတော့ပြောတယ်ဆီယမကြီးအိမ်ကတက်အိမ်ကောင်းကောင်းဆိုပေမဲ့လေသူများအကြောင်းကိုပြောနေချိန်မို့စိတ်မလုံးပဲအန်တီမြကြားမအောင်စိုးရိမ်နေကြတာဖြစ်ပါတယ်ပြောစမ်းမအောင်နင်တို့ကဘာတွေသိလဲဆီယမကြီးချမ်းသာတာငါသိပါတယ်ဒါပေမဲ့ကိုမင်းစုံနဲ့ဘာဆိုင်လို့လဲသစင်ကတကယ်ကိုပဲဆက်မရဟန်နဲ့ပြန်မေးလိုက်တယ်ဒီမှာပဲခင်လေးကအားမလို့အားမရဖြစ်ဟန်နဲ့သစင်အနောင်အနီးကပ်ဆုံးဖြစ်အောင်တိုးလာလိုက်ပြီးအဲ့ဒါကိုပြောတာပေါ့ဆီယမကြီးမှာမောင်နှမတွေရှိတယ်လေဟိုဝဝတုတ်တုတ်မိန်းမကြီးကိုသိတယ်မဟုတ်လားမမီဆိုတဲ့အန်တီကြီးကိုပြောတာဖြစ်ပါလိမ့်မယ်သစင်ခေါင်းကိုညှိပြလိုက်တယ်အေးအဲ့ဒီမိန်းမကြီးရဲ့နောက်ထပ်ဖြူဖြူပူပူတစ်ယောက်ရှိသေးတယ်သူတို့ကဆီယမကြီးကိုဩဇာတိတ်ပေးတာလေနေရိုးရိုးလေးပဲစဉ်းစားကြည့်ဆီယမကြီးအသက်ကြီးလာပြီတကယ်လို့များဆီယမကြီးဆိုရင်အဲ့ဒီပစ္စည်းတွေကိုဘယ်သူရမလဲကိုမင်းစော်ရမှာပေါ့အေးအဲ့ဒါပြောတာအဲ့လိုရှာမဲ့ကိုမင်းစော်ကစိတ်ကျမ်းမာရေးမကောင်းတော့ပစ္စည်းတွေကိုဘယ်သူကအုပ်မယ်ထင်လဲဒီလိုနေရာမျိုးမှာတော့ခင်လေးတို့အတွေးတွေကသစင်းထက်ပိုပြင်းနေတာသိကြတယ်ဒါမျိုးကိစ္စတွေအထိသစင်းတစ်ခါမှမစင်းစားမတွေးမိခဲ့ဘူးပါဘူးလောလောဆယ်တော့အန်တီများရှိနေတာပဲသူကြည့်ပြီးမှာပေါ့အဲ့ဒါပြောတာပေါ့ညီကအိမ်မှာမနေတော့ဘာမှမသိဘူးဆိုတာအန်တီများဆိုတာအရှုပ်ပဲသူပိုင်တဲ့ပစ္စည်းတွေကိုတော့ဆီယာမကြီးမရှိရင်ဘယ်သူယူမလဲမသိတာအာနင်တို့ပြောမှာပဲရှုပ်လိုက်တာအေးအဲ့လိုရှုပ်လို့ပဲတွေးမိတာပေါ့နင်မဲပြောတယ်လေပတ်စံရှိပြီးချမ်းသာတဲ့လူတွေကထင်တယ်လို့မယိုးဘူးဆိုနင်ကပါဇက်ပဲပြောတာငါတို့နှစ်ယောက်ကလက်တွေ့ကြတာနော်ပတ်စံချမ်းသာပြီးသားလူတွေကပို့ပြီးတော့ချမ်းသာကြတာအကုန်လုံးအရလိုချင်တာတော့နင်ရောတတိသားမလိုချင်တော့ဘူးလားကျုံတော့သစင်းကစသလုံးနဲ့အတီဝေမေးလိုက်တယ်အန်တီအင်ငုံရောက်လာတော့ကဘာတွေပြောသွားကြတယ်လဲမသိတော့လေအဲ့ဒီနောက်ပိုင်းမှာခင်လေးတယောက်အရင်ကထက်လေးလေးမမဖြစ်လာတာမဟုတ်လားအမေလိုချင်တာပေါ့နင်သာယောက်ျားတွေစိတ်မဝင်စားတာငါတော့နေခန့်ကိုရှောက်အောင်ယူအောင်ပါယူပါအေး
အသက်မပြည့်သေးပဲနဲ့တော့မလုံနဲ့ယောက်ျားအချိန်မရွေးရှူလို့ရတယ်ပြိုတဲ့အချိန်ကထိမ့်သိမ့်ရတယ်ခင်လေးကငါသိပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့မျက်နှာကိုချီကတစ်ဖက်ကိုလှည့်တယ်စောစောကစကားတော့ပြတ်သွားပြီပြောချင်တာကတော့ဆီယာမာကြီးချမ်းသာတဲ့အတွက်ကိုပဲကိုမင်းစောကပိုတနာစရာကောင်းတယ်သူ့နာလူတွေကအကုန်အစ်စ်မှန်မဟုတ်ဘူးအဲ့ဒါတွေကြောင့်ဆီယာမာကြီးလည်းစဉ်းစားရခက်ပြီးအခုလူတွေဖြစ်သွားတာလားမသိပါဘူးအဲ့ဒါတော့ငါတို့မသိနိုင်ဘူးလေသူများမိသားစုအရေးတွေဆိုတော့အတင်းဝေဖန်တာလည်းမကောင်းပါဘူးငါတို့မသိနိုင်တဲ့ကိစ္စတွေလည်းသူတို့ကြားထဲမှာရှိနိုင်သေးတာကိုဘာပဲဖြစ်ဖြစ်ကိုမင်းစောကတနာပါတယ်အဲ့ဒါကြောင့်အမေပြောတာမှန်တယ်ပတ်စံချမ်းသာတိုင်းဘဝရဲ့ပြဿနာတွေအကုန်လုံးဖြေရှင်းလို့ပြီးတာမဟုတ်ဘူးတဲ့ဒါပေမဲ့ပြဿနာတွေရဲ့80%လောက်ကပတ်စံမရှိတာအနေဖြစ်တာပဲငါ့ကိုကြည့်ပါလားပတ်စံမရှိတော့ဆီယာမာကြီးအိမ်မော်ဖြစ်လာရတာပဲနင်တို့ရှိလို့သာဆက်နေတာငါဒီလိုဘဝကိုကြိုက်တာမဟုတ်ဘူးထူးဆန်းစွာခင်လေးကပွင့်ပွင့်လင်းလင်းပြောတယ်ဒီလိုဆိုတော့လေသစင်းတို့စာနာမိပါတယ်သစင်းသမီးအိတ်တော်လေအခန်းရှိကအန်တီမြအတန်ကိုကြားလိုက်ရတော့သစင်းတို့တွန့်ငနေဖြစ်သွားရတယ်အခန်းရှိကိုအန်တီမြဘဲအချိန်တုန်းကရောက်နေတာပါလေဒီဝဗေဒကအခန်းတွေလိုက်အလွတ်ချက်ထားခဲ့တယ်ဆိုပေမဲ့လေတကယ်တမ်းစာမေးပွဲမှာမိခုကိုကြည့်ပြီးဖြေဆိုရတာမို့လို့လူရာပူရာသစင်းနားလေတလောက်မှန်းပြီးတော့ဖြေလာခဲ့တယ်ပုံတွေကတော့မမီတလောက်ဆွေးလာခဲ့ပြီးမကြီးပါရမီမပါပြနာမို့လို့အမက်တွေအများကြီးကောင်းမယ်လို့တော့မမျှော်လင့်ပါအောင်အောင်မက်အတွက်စိတ်ကူးရင်ရှင်းခုန်နိုင်တာကိုပဲဝမ်းသာနေရသေးတယ်ဒီနေ့တော့ចောင်းပေါက်မှာဝင်းဝင်းလာကြတာကိုတွေ့ရတယ်တကယ်တမ်းစာမေးပွဲနောက်ဆုံးနေမှုကျူရှင်ကအဖွေသားတွေနဲ့နှုတ်ဆက်ပွဲလုပ်ဖို့စီစဉ်ထားကြတာရှိတယ်ဒါပေမဲ့အဲ့ဒီနှုတ်ဆက်ပွဲကိုသစင်စိတ်မပါပါဘူးအိမ်ကိုပဲပြန်ချင်နေတယ်လောလောဆယ်ကိုမင်းစောအိမ်ပြန်နေရမှာမဟုတ်သေးကြောင်းသိထားတော်လေအိမ်မသာနေခြင်းနဲ့သတင်းစကားတစ်ခုခုထူရင်အရင်ဆုံးသိလိုက်ရသူဖြစ်ခြင်းနဲ့ကျူရှင်ကအဖွေတွေကိုကြိုးခိုင်းခဲ့တယ်မိကုန်းဆောင်ရွက်လေးကိုတေးသေးလေးဖြစ်အောင်လိပ်ပြီးတော့မှဝင်းဝင်းအနားကိုအပြေးတစ်ပိုင်းရှောက်လာခဲ့တော့တယ်အမအိမ်ကဖုန်းဆက်သေးတယ်မနေ့ကဖြေနိုင်လားလို့တဲ့အနားကိုရောက်တော့ဝင်းဝင်းကပြောတယ်စာမေးပွဲအတွင်းနေတိုင်းဖုန်းဆက်နေကြဖြစ်တာကြောင့်တရက်ဖုန်းမဆက်မိတော့စိတ်ပူပြီးမျောနေကြလောက်မယ်လို့တွေးမိတယ်အိမ်အเจ้าကိုတွေးမိပြန်တော့အိမ်ကိုလွှဲရတယ်စာမေးပွဲပြီးအိမ်ကိုအမြန်ဆုံးပြန်လာမယ်လို့ပြောထားတယ်ဒါပေမဲ့ဒီအချိန်တွေကနေအိမ်ပြန်မှုကတမျိုးကြီးဖြစ်နေပြန်တယ်ရှင်ထဲမှာရှင်းလိမ့်မနေတာတော့အမှန်ဒီနေ့အာဖုန်းဆက်ပါအောင်လို့ပြောတယ်အမပြန်သမီးတော်လိုက်ချင်တယ်ဝင်းဝင်းကတဖြည်းကလေးနဲ့ပြောတယ်ကြံတော့ဆရာမကြီးကပြန်လွတ်မှာပါရွာမှာပါရှိတာမှန်လို့ပြင်းစရာကြီးသစင်းကအားပေးစကားပြောလိုက်တယ်တကယ်တမ်းတော့ရွာကဘာမှမရှိတာမှန်ပေမဲ့လေကိုရိုင်းကရွာသူမှုအချိန်တည်းရွာပြန်နေခြင်းနဲ့အကြောင်းတော့ရိုးရိုးသားသားဝန်ခံရမှာပါကိုမင်းစော်ရောဘာထူးသိရတယ်လဲစိတ်ထဲမှာအမိတ်ရမိတာနဲ့ချက်ချင်းမေးမိပြန်တယ်တက်တာတယ်လို့တော့ပြောတယ်မနေ့ကဆရာမကြီးလာတယ်သစင်းဖြေနိုင်လားလို့တော့မေးသွားတယ်ဆရာမကြီးလည်းညမအိပ်ရဘူးထင်တယ်မျက်နှာကိုချောင်းလို့ကိုမင်းစော်က special nurse ငါပေးတာအတင်းပေါင်းထုတ်တယ်လို့ပြောတယ်တခြားလူတွေအဝေမခံဘူးတဲ့သစင်းပြေးကြည့်ခြင်းစိတ်ပေါက်ပါတယ်ဘယ်သူမှအဝေမခံဘူးဆိုတဲ့အခြေအနေကကောင်းတယ်လို့မှမဟုတ်တာစိတ်ထဲမှာမောရပြန်နေဒါပေမဲ့အဲ့ဒီအကြောင်းတွေကိုတော့ထပ်မပြောပြအိမ်ရောက်တော့ရေမိုးချိုးပြီးအမေတို့စီဖုန်းဆက်ရတယ်စာမေးပွဲပြီးသွားပြီဆိုတော့ရွာပြန်လာဖို့အကြောင်းတွေပြောကအကုန်လုံးဝမ်းသာနေကြတယ်အားလုံးထဲမှာထုံးလေးအတန်ကအကဲဆုံးဖြစ်ပါတယ်အမရွာလိုက်မင်္ဂလာဆောင်ရှိတယ်ဝတ်သားနဲ့ကျွေးမှာတဲ့ဟေးဟုတ်လားဝတ်သားနဲ့ဆိုတော့တတိရီပေါ့ကွာသစင်းလေးအလိုက်တင်ပြောရတယ်ဒီမှာထုံးလေးလည်းတရားဖုန်းတရားရောက်ကယူလိုက်ရန်တူပါတယ်အတန်ကပြတ်သွားတယ်ပြီးတော့မှအေးညီစာမေးပွဲမပြီးသေးလို့မပြောပေးထားတာပြန်လာရင်ညီမမင်္ဂလာဆောင်ရှိတယ်အမေအတန်ကရွှင်ရွှင်ပြပြဖြစ်ပါတယ်ဘလို့မှမျော်လင့်မထားတဲ့ထင်မထားတဲ့သတင်းဖြစ်တာမို့သစင်းပါဆက်အဟောင်းသားဖြစ်သွားရတယ်ဟုတ်ပဲနဲ့အမေကိုယ်တိုင်ပြောတဲ့စကားကိုပဲမယုံနိုင်မဲလက်မခံနိုင်မဲသစင်းအထွန်းတက်မိတယ်နောက်ဘက်ကတိုးတိုးရည်တန်တွေကိုကြားရတယ်မမကြီးမင်္ဂလာဆောင်မဲ့ကိစ္စအောင်အားလုံးကဝမ်းသာနေကြတာလားဘလို့เจ้าနေဖြစ်တာပါလဲဟုတ်တယ်ညီမအောင်လာတောင်းသွားလို့သူလည်းအိမ်တော်ပြုတ်ရင်ပြုတ်လို့ရပြီလေဟိုညောက်ပိုင်းကဥကျော်ဟဲသိတယ်မလားသစင်းကြားချင်စေမရှိတော့ပါဘူးအမေကတော့စကားတွေကိုပြောနေစေဖြစ်ပါတယ်မမကြီးမင်္ဂလာဆောင်တာအမေတို့အတွက်မင်္ဂလာတရင်ဖြစ်ကောင်းဖြစ်နိုင်တော့လေသစင်းအတွက်တော့ဝမ်းနည်းစရာဖြစ်ပါတယ်ဘလောက်ပဲငွေကြေးပြည့်စုံချမ်းသာတယ်လို့ဆိုမမကြီးကိုသူများအိမ်သူများလက်ထဲထိလိုက်ရမယ့်ကိစ္စတော့နှမျိုးတသားဖြစ်မိတယ်ဒီတခါရွာပြေးညီမ3ယောက်အတူတူမအိပ်ရတော့ဘူးလားသစင်ဝမ်းနဲ့စိတ်တွေနဲ့ပုံချလိုက်တာနဲ့ချုံပွဲချငုံမိတယ်အဲ့ဒီအကြောင်းတွေကိုအမေက
ကြိုတင်သိမြင်ခဲ့တာမို့လို့စာမေးပွဲမပြီးခင်မပြောခဲ့တာဖြစ်နိုင်ပါတယ်။ဒါပေမဲ့ဘယ်ချိန်မှပဲတိဝမ်းနေရတာပဲမဟုတ်လား။အိမ်ရဖုန်းလာပြီးဖုန်းသားမှာထိုင်ကုန်နေတဲ့သစင်းကိုတွေ့တော့ခင်လေးကခဏရဲကြည့်ပြီးအိမ်ထဲကိုပြန်ဝင်သွားတယ်။သစင်းပါဦးမှဂယုမဆိုင်နိုင်တော့ဘူး။အဲ့ဒါကြောင့်အစောကြီးကလေးကတိကျကျလုပ်ပါလို့ပြောသားပဲ။အိမ်အလေရှောင်းလိုင်းကနေဝင်လာတော့အတွင်းနေရစကားတန်တွေကိုဆီယာမကြီးဒေါ်တင်မအောင်ကြားလိုက်တယ်။မြမအိမ်မှာမို့လောလောဆယ်အထင်းမှာမြမဖြစ်သူနဲ့ရှောင်းမတို့ရှိနေတာတော့သိထားတယ်။ယူကညနေလေရင်နဲ့ရှောင်းလာမယ်လို့အကြောင်းကြားထားတယ်။ညီမတွေစုံတော့မလို့လေဆီယာမကြီးခမစကားဝိုင်းနဲ့စိတ်အေးမပြောနိုင်ပါဘူး။စုံကြားတဲ့အကြောင်းကဆီယာမကြီးသားကိုအကြောင်းပြုပြီးတော့ဖြစ်လာခဲ့တာမို့လို့ကိုရိုင်ကသားအတွက်သာလုံးမဲရသေးတယ်။မမအောင်ကတနာဖို့ကောင်းပါတယ်။အသက်ကလည်းရလာပြီ။ဝင်းထားတဲ့သားအားကိုးရဖို့မပြောနဲ့။သူ့ပြန်ပြီးကဲနေရတော့ဘလို့လုပ်ပြီးတော့စိတ်ချမ်းသာရမလဲ။အရွယ်လေးရောက်လာလို့စီးပွားရေးလေးပါလေးလုပ်အိမ်တော်လေးပါလေးပြုတ်ဖြစ်နေရမှာ။ဆီယာမကြီးခြေလမ်းတွေရက်တန့်သွားတယ်။အဲ့ဒီအတန်ကရောင်းမလေးရဲ့အတန်ဖြစ်ပါတယ်။မှန်တဲ့စကားဖြစ်ပေမဲ့လေအများအမြင်မှာအဲ့ဒီနောက်တောင်တနာစရာဖြစ်နေပြီလားလို့ကုပြန်တွေးပြီးဝမ်းနေရတယ်။ခြေထောက်တွေခွေးလဲမတော့တစ်ဖက်နေရန်ကိုမိထားလိုက်ရတယ်။ဟုတ်ပါတနည်းကပဲအဲ့ဒါတွေးတာမင်းစောကတားအောင်မေးတဲ့တယောက်ကိုအမြဲတမ်းသတိရတာချစ်နေတာလားလို့လေအုံနောက်သာကြက်မပြေတာဒါမျိုးတွေတော့တွေးတတ်တာလို့စဉ်းစားမိသေးတယ်။ဒါဆီယာမကြီးရဲ့မြမအရင်ဖြစ်သူပြောလိုက်တဲ့စကားဖြစ်ပါတယ်။ကိုတူပေါ်မှာထားတဲ့စိတ်ရင်းကိုသိလိုက်ရတဲ့အခါဆီယာမကြီးတကူလုံးတစ်ဆက်တုံသွားတယ်။ဒေါသထွက်တာမျိုးမဟုတ်ပဲဝမ်းနဲ့နာခြင်းကယွန်းကျိုးမရဖြစ်မိတာမျိုးသာ။အိုးစိတ်ကသာမပြေတာလေ။လူကကြီးတော်ကြီးမှဖြစ်နေပြီကိုပြောလို့သာပြောတယ်။မမအောင်တယောက်ကလည်းသူ့ထင်ရလောက်တာသူ့အိမ်မှာလက်တိုးလက်တောင်းခိုင်းမို့တဲ့ကောင်မလေးတွေခေါ်ထားတာတဲ့၃ယောက်တောင်မှဆီယာမကြီးနေရာမှာအတောင့်လိုက်သာရက်နေမိစေဖြစ်ပါတယ်။အတန်လည်းမထွက်ချင်သလိုလူကလည်းနေရာမှာကြောက်ချထားလိုက်သလိုတောင့်တောင့်ကြီးသာဖြစ်နေတယ်။ရှင်ထဲမှာဝမ်းနဲ့နာကျင်လိုက်ရမှုတွေကြောင့်အသေးနှလုံးတွေပါတင်းကျပ်လာသလိုခံစားရတယ်။ဒါကအရင်ကြီးဆုံးလူတွေရဲလို့သတ်မှတ်ထားသူတွေစီကကြားရတဲ့ရှင်တွေကတကယ်စိတ်ရင်းတွေရဲ့လားအဲ့ဒါပြောနေတာပေါ့။ဟို10တန်းတက်နေတဲ့ကောင်မလေးခေါ်လာကလေးကပြောတယ်။ဘာကိစ္စနဲ့သူများသားသမီးကိုလက်ခံထားပါလေပေါ့။ခုအိမ်ကြီးတော့ယောက်ျားသားလေးရှိတာမဟုတ်ဘူး။ရှိတဲ့သားကလည်းစိတ်မမှန်တော့မိန်းကလေးတွေခေါ်မထားပါနဲ့လို့အတန်တန်တားတာနားမထောင်ပါဘူး။သူ့ပစံသူ့ရှာသုံးနေဆိုရင်ဘယ်စကားမှအရှာလုပ်တာမဟုတ်ဘူးရဲ့။အခုဖြစ်တာကတော့အဲ့ဒီကောင်မလေးတွေနဲ့မဆိုင်တော့ဘူးထင်ပါတယ်။အဲ့လိုတော့မပြောတတ်ပါဘူး။သူ့အိမ်ကိုရှောင်းနေရလည်းမဟုတ်တော့သူတို့အတွင်းရင်းတွေကိုမသိဘူး။ဒါပေမဲ့စောစောကပြောသလိုပေါ့။သားကိုမေးတဲ့စကားကိုထောက်ရင်အိမ်ကကောင်မလေးတယောက်နဲ့ညှိနေသလားမသိဘူး။ဟိုတယောက်ကဖြူဖြူချောချောကလေးလေညှိတာတော့မဟုတ်တော့ပါဘူး။မင်းဆိုကရုပ်ကလေးမစိုးဘူးဆိုပေမဲ့သူ့အခြေအနေနဲ့ဗန်ဘိတ်ကလေးကအတိတကျပြန်ကြိုက်လိမ့်မလဲ။ဖြစ်ချင်းဖြစ်သူ့ဘာသာတစ်ဖက်သက်စိတ်ကူးရင်ပြီးပြောနေတာဖြစ်လိမ့်မယ်။အဲ့လိုတော့ဘယ်ပြောလို့ရမလဲ။မမအုံမှာပိုက်ဆိုင်တာတွေနေတာမှမဟုတ်ပဲ။အဲ့ဒီမျက်နှာလေးနဲ့ကဲရင်တော့ယူမဲ့လို့ပေါ်ချင်းပေါ်ပါလိ။အဲ့ဒါတော့ကျမတို့လည်းမလျှောက်တတ်တော့ဘူးတော့ရေ။ပြောလို့သာပြောတာမမအုံကအဲ့လိုလုပ်ရင်တော့အခက်ပဲ။မင်းဆိုတာမိမလိုချင်နေပြောရင်တောင်းကိုပေးရမှရမယ့်အခြေအနေမျိုးမဟုတ်လား။ဖယားတယောက်တစ်ပေါက်ပြောနေတဲ့စကားတွေကကို့နာနဲ့ဆက်ဆက်ကြားရတာမှမဟုတ်ရင်သူတို့ကိုယ်တိုင်ပြောပါတယ်လို့ဘလို့မှတော့မယုံကျင်စရာ။ဆီယာမကြီးကောင်းထဲမှာမူးဝေလာတယ်။နေရာကနေထွက်ခွာဖို့ခြေလမ်းတွေကိုအာယူပြီးလှမ်းမိတယ်။အခန်းထဲကစကားသံတွေကိုထပ်မံနားထောင်နိုင်စွမ်းမရှိတော့ရှေ့ဆက်ပြီးတော့ဒီမှာနားခုလို့မဖြစ်နိုင်။ဒါအတွက်ကိုယ်စိတ်အေးချမ်းစွာအနားယူရမယ့်တနေရာကိုအမြဲစဉ်းစားမှဖြစ်ပါတော့မယ်။ည9 နာရီလောက်မှာယူကိုလေစိတ်ကသွားကြိုလာခဲ့တယ်။ဆီယာမကြီးကလေလေကလေးကဘသူ့ကိုမှစကားမပြောတော့ပဲခက်ငင်ငင်သာရှိနေတော့တယ်။အုံနောက်ကတော့အဲ့ဒီနေ့လေတွေကစက္ကန့်မလဲအောင်ပို့ပြီးအလုပ်လုပ်နေရတယ်။သားအတွက်အိမ်အတွက်ပြီးတော့လုံးလဲစားဖြစ်နေတဲ့အလုပ်တွေအတွက်သမင်းစားစပွဲမှာစက်သွန်ဖြူခွာရင်ငုံငုံငယ်ငယ်ဖြစ်နေတဲ့သစင်ကိုခေလေးကလှမ်းကြည့်လိုက်ရင်နင့်ကြည့်ရတာလေမျက်နှာမตายရလိုက်တာဘာဖြစ်လို့လဲဟိုနေ့ကတော့ရွာပြင်ရမှာမို့ပြောနေတာဆိုကိုမင်းစော်နေမကောင်းလို့လားသစင်ဟာတပြင်းအရှိကြီးကိုချမိတယ်အရင်ကတော့ဆံမွေးပြီးသွားဖို့ရက်တွေကိုကြိုတင်တွေးကညှော်လိမ့်ပြီးပြောခဲ့တော့လေတကယ်တဲ့အဲ့ဒီနေ့တွေကိုရောက်လာတဲ့အခါမပြောစရာအကြောင်းရင်းတွေကစုပြုံရောက်လာကြတယ်သစင်စိတ်ထဲမှာမရှင်းလင်းတာတော့ဝန်ခံရမယ်ဒီလိုပါပဲစိတ်အစစ်မပြေလို့ပေါ့အောင်မယ်ကြီးကြီးကျယ်ကျယ်နဲ့မိမဝအပြည့်စုံသားပဲဘာစိတ်အစစ်မပြေစရာရှိတယ်လဲဆယ်တဲ့အောင်သွားရင်ဒီကငါတို့ထက်အများကြီးတာသွားမအောင်ပြေပြေလေးလေးဆက်ဆံရေးတစ်ခုဖြစ်အောင်စူးစမ်းပြောင်းလဲလာနိုင်ခဲ့တယ်ဆိုပေမဲ့လေခင်လေးရဲ့စကားတွေက
တခါတလေတော့ဘာအတိတ်ပဲကိုရည်ရွယ်မှန်းမသိဖြစ်နေစေတာရီဆိုတာဘယ်လိုမျိုးလဲငါဖြစ်အဲ့ဒါမျိုးတွေတခါမှမတွေ့ဘူးအတူတူနေကြတဲ့ရွာသူအချင်းချင်းသူကတာရီငါကတာရီလိုက်တွက်နေတွက်လို့ဆုံးမှာမဟုတ်ဘူးသစင်ကလွှာထားပြီးရဲ့စစ်သွန်ပြူအခွန်တွေကိုကျွတ်ကျွတ်ရဲ့အသေးလေးထဲမှာစုထိလိုက်ပြီးတော့စိတ်ထဲကိုခုစေတဲ့စကားအတွက်ပြန်ပြီးတော့တုံ့ပြန်လိုက်တယ်ဒီတော့မှခင်လေးကပြုံးဖြစ်လုပ်ပြီးငါကအဲ့လိုသဘောမျိုးပြောတာမဟုတ်ပါဘူးနေရများစိတ်ညစ်တယ်ဆိုလို့ငါတို့ဆိုရင်နီးလောက်တောင်မှပြောစရာကောင်းမရှိဘူးလို့ပါသစင်ခင်လေးကိုတစ်ချက်ကြည့်လိုက်တယ်ပညာတတ်တယ်ဆိုရဲဂုံမျိုးအတွက်လားငါကငါတော့10တန်းအောင်ပါမလားမသိသေးတဲ့ဥစ္စာခမက်စရီနီးကမဖြေနိုင်ဘူးဒီစာမေးပွဲမအောင်မှဒီနို့ထက်ပိုပြီးစိတ်ဆင်းရဲစရာကောင်းသွားအောင်မယ်စာမေးပွဲအကြောင်းကိုပြောလိုက်တော့သစင်ကဖြေလာခင်းရတာတွေကိုအမိတ်ရပြီးပြန်ပြောလိုက်တယ်အောင်ပါပါလို့အောင်မက်ကိုတွက်နေရတဲ့အခြေအနေကတကယ်အောင်ပါမလားဆိုရဲစိုးရိမ်စိတ်ကိုဖြစ်စေပြန်နေစိတ်ထဲရရှိတဲ့အတိုင်းဖွင့်ပြောပြလိုက်တာပဲဖြစ်ပါတယ်အိုးအေးညီရတာ10တန်းအောင်ကျင်လို့ပါတကယ်တမ်းအောင်တော့လေထူးရရင်တော့မဟုတ်ပါဘူးရွာထဲမှာလည်းကြည်ပါလားဒီလိုပဲဘွဲရပြီးတော့ရွာပြန်ရောက်လာကြတာအဲ့ဒါတွေမြင်ပြီးငါကြောက်ထွက်လိုက်တာပဲဒါပေမဲ့ဒီရောက်လာတော့နင်စူးစားတာမြင်ပြီးငါပြောမှအားနာလို့ဆိုပေမဲ့ထုတ်ပြောလိုက်ပြီမဟုတ်လားတွေးမြင်ရတဲ့ကိစ္စတွေပေါ်မှာဝေဖန်ရှုမြင်သုံးသပ်ကြတဲ့ပုံစံတွေကတော့ဘယ်တူမှမလဲလေရွာကဘွဲရသူအများစုမှာရွာပြန်ပြီးမိဘလက်ငုပ်လက်ရင်အလုပ်တွေကိုပြန်လုပ်နေကြတာလည်းမှန်ပါတယ်အဲ့လိုလုပ်ဖို့အတွက်ကိုပဲသူတို့မိသားစုမှာကြောတောင်နောက်ခံရှိနေခဲ့ကြတာပဲလေအဲ့ဒါကတော့နေ့အမြင်ကိုသူတို့ကပညာတတ်တယ်ဒါပေမဲ့အိမ်မှာပြန်လုပ်တယ်ဆိုတာလုပ်စရာစီးပွားရေးကအဆင်သင့်ရှိတာကိုငါတို့မိသားစုမှာဘာစီးပွားရေးရှိလို့လဲပတ်စံမရှိရတဲ့ကြားတဲ့အမေနဲ့မောင်လေးကတစ်ချိန်လိုကျမ်းမာရေးမကောင်းဖြစ်နေတာမမကြီးစနေလိတ်တာလောက်နဲ့လေထိုးလေးစေးဖို့တော့ဖာတာမဟုတ်ဘူးအဲ့ဒါကြောင့်မလို့ငါတယောက်ကမြို့ပေါ်မှာအလုပ်ကလေးရရင်တရုံမနဲ့ထိုးလေးကိုဆွဲခေါ်နိုင်မယ်လို့စဉ်းစားမိလို့ပါခင်လေးငြိမ်သွားတယ်စွပ်ပြုတ်အိုးတွေကိုစားအနှင်းငယ်ထဲ့နေတဲ့ဝင်းဝင်းကဝက်သစင်ပြောတာဟုတ်တယ်သမီးတို့ရန်ကုန်ရောက်လာပြီးတော့အငယ်တွေကိုရန်ကုန်မှာခေါ်ထားကြတာကို့ရာကိုချစ်တယ်ဆိုပေမဲ့သမီးတို့လိုစည်ရင်ကမိသားစုတွေကနေလို့မကောင်းပါဘူးဒါပေမဲ့သစင်နေမမကြီးကမြောက်ပိုင်းကဥကြုံဟန်သားနဲ့ယူရမှာမဟုတ်လားဒီအဲ့လောက်ပင်ပင်မဲမဲစဉ်းစားစရာမလိုပါဘူးဥကြုံဟန်တို့တထေးတာငါတို့ရှာတွေကလူတွေလည်းအတိဒီတို့မိသားစုအေးအေးနေလို့ရပါပြီခင်လေးထပြောလိုက်တဲ့စကားကြောင့်သစင်မျက်လုံးပြူးကအံ့ဩသွားရတယ်မမကြီးအိမ်တော်ပြူတော့မယ့်ကိစ္စကိုသူကဘလို့ဖြစ်ပြီးသိနေတာများလဲတကယ်ဆိုအဲ့ဒီကိစ္စကိုအမေပြောကလေးကသစင်ရင်ထဲမှာသာထားလိုက်တာဖြစ်ပါတယ်ဆရာမကြီးကတော့ပြောမပြရသေး။နေကဘယ်လိုလုပ်ပြီးတော့သိနေတာလဲ။ဇက်ခနဲ့ပြန်ပြီးတော့ခင်လေးကအံ့ဩသလိုပြန်ကြည့်တယ်။တရွာလုံးသိထားတဲ့ကိစ္စကိုငါကဘာဖြစ်လို့မသိရမှာလဲ။တရွာလုံးလို့တိမ်ကျုံပြောလိုက်တော့သစင်အကြည့်တွေကဝင်းဝင်းစီကိုရှောက်သွားရတယ်။ဒီကိစ္စကိုဝင်းဝင်းရောသိထားသလားလို့မခင်လေးဘယ်ကကြားလို့လဲ။သမီးဖြစ်မသိပါဘူး။ငါတော့ဘိုင်ကိုဖြေပြီးတဲ့နေရာမှာအမေပြောလို့သိတာ။အောင်မလေးသစင်ယုံရဲ့ဘသူပြောလို့ပဲသိပေါ့။ကိုမမင်္ဂလာသတင်းမဲ့ဥစ္စာနင့်ကြည့်ရတာမပြောမရှင်ဖြစ်နေလိုက်တာခင်လေးအတွက်ကတော့မမကြီးရဲ့မင်္ဂလာသတင်းကသစင်ခံစားရတဲ့အတိုင်းတောင်လေးကိုချင်းစာနားလေပေးနိုင်မှာမဟုတ်နင့်မှာအမားမမရှိတာသူများမိသားစုညီကိုမောင်နှမကိစ္စတွေနဲ့ပတ်သက်ပြီးတော့တခါမှဝေဖန်ပြောဆိုတာမျိုးမလုပ်ခဲ့ဘူးတော့လေဒီတခါတော့သစင်ပြောလိုက်မိတယ်မမကြီးရဲ့မင်္ဂလာသတင်းဆိုတာထက်သစင်အတွက်တော့မမကြီးကိုဆုံးရှုံးလိုက်ရတော့မလို့ခံစားရတယ်ညီမတွေတဆူတစည်းရဲ့ရှိရာကနေသူကကိုယ်ပိုင်မိသားစုဘဝတစ်ခုခွဲထွက်ပြီးထူထောင်နေမယ်ဆိုတဲ့သဘောလားအမေအမရှိတော့ရောပူရောင်ကောင်းသည်အဲ့လိုတထင်းနဲ့များရိုင်းငါဆိုခုံနေမှာမမကြီးရေမဖိုးပေးပါအောင်လို့လိုက်တောင်းနေရုံပဲသစင်ပြောလိုက်တဲ့စကားကိုပဲလက်မခံနိုင်စွာခွန်းထုတ်ပြန်နေတဲ့ခင်လေးကိုဘာမှမပြောတော့ပဲကြည်နေလိုက်တယ်တချို့နေရာတွေမှာကိုချင်းစာကြည့်ပါလို့ပြောရင်တော့တွေးခေါ်ယူစားပုံချင်းမတူတော့အမြင်တွေလည်းမတူနိုင်ဘူးမဟုတ်လားဒါနဲ့ရွာပြင်မက်သစင်တယောက်တည်းပြန်มาလားအိမ်ရလာခေါ်အောင်မလားခဏတာလေးတိတ်ဆိတ်သွားတဲ့အခြေအနေကိုဝင်းဝင်းကပြန်လေအသက်သွင်းလိုက်တယ်သစင်ခေါင်းကိုဖြည်းဖြည်းညှိပြလိုက်တယ်ရှေ့အင်္ဂါနေ့လက်မဲ့ဖြစ်ထားတယ်သစင်အတန်ကတိုးတိုးတိမ်တိမ်ကလေးသာဆရာမကြီးကသူ့လက်ပွေးအိတ်အမဲကြီးတဲ့ကိုဘန်ကတ်နဲ့တခြားလိုအပ်တဲ့ပစ္စည်းတွေကိုကောက်ထည့်နေတယ်ခင်လေးနဲ့ဝင်းဝင်းမှာညှိုးငယ်တဲ့မျက်နှာတွေနဲ့ရှိနေတော့လေတကယ်တမ်းသစင်လောက်တော့စင်မကောင်းဖြစ်ရမယ်မထင်ပါဘူးတရောစင်ပို့ထားမိသူကပို့ပြီးပူလောင်ရတယ်ဆိုတဲ့စကားအတိုင်းကိုမင်းစုံနိုင်ငံသားခေါ်သွားမယ်ဆိုတဲ့စကားကိုကြားကလေးကသစင်ရင်ထဲမှာတခုခုဟာသွားတယ်လို့ခံစားရတာဖြစ်ပါတယ်
ပိုကောင်းမွန်တဲ့ဇီဝကုသနည်းတွေနဲ့ထိတွေ့စမ်းသပ်ဖို့ရည်ရွယ်ထားကြတယ်ဆိုပေမဲ့လည်းနေ့နဲ့ချီကမျက်စိရှိမှမြင်လာပြီးအတူရင်းနှီးနေခဲ့သူတွေအတွက်တော့စိတ်ထဲမှာပို့ပြီးတော့မမ်းမောစရာဖြစ်ပါတယ်။ပို့ပြီးကောင်းလာမှာပဲဆိုမထူးခြားခဲ့ဘူးပဲဆိုဘယ်ချိန်တည်းမတွေ့ရဘူးလေဆိုတာကြိုပြီးမသိနိုင်တော့တဲ့ကိစ္စဖြစ်နေတယ်မဟုတ်လား။သမီးတစ်စင်ကပုံမှန်ကြနေရအောင်ပါပေါ့။ဆီယမကြီးကသူ့မျက်မှန်လေးကိုပုတ်တက်ရင်အမတ်ရသွားတယ်လို့မျိုးမိတယ်။တစ်စင်အတန်ထွက်ပြီးတော့မဖြေနိုင်တော့ပါဘူး။ဝဲလာတဲ့မျက်ရည်တွေကိုတခြားသူတွေမမြင်စေဖို့အလုံးကမျက်နှာကိုအောင့်ငုပ်ပြီးခေါင်းကိုနှစ်ချက်လောက်ညှိပြရတယ်။မနေ့ကဆေးတွေပေးပြီးညင်လာတော့တားကမေးနေသေးတယ်။မသွားခင်ဟိုလိုက်ပြီးနှုတ်ဆက်လိုက်မလား။ကိုမင်းစော်တွေ့တာတဲ့အကြောင်းကိုဆီယမကြီးကသိထားတာမို့လို့စကားထောက်ကပြောခြင်းဖြစ်ပါလိမ့်မယ်။ဒါပေမဲ့နည်းနည်းချင်းဆိုင်မှာထိုင်နေတဲ့ဆီယမကြီးရဲ့ညီမဖြစ်တဲ့ယူဆိုတဲ့အန်တီကသစီကိုကြည့်တာမဖြစ်တော့ဘူးထင်တယ်မမငယ်။တားမင်းစော်ကဆေးတွေစက်တိုက်ပေးထားတာသစီကိုတွေ့တော့မှဟိုခေါ်လိုက်ဖို့နည်းနည်းပိုခက်သွားမှဆိုလို့စကားဆုံးတော့မှဆီယမကြီးလည်းပြန်ပြီးတော့စဉ်းစားမိသွားတယ်လို့မျိုးသစိကိုတစ်ချက်ကလေးမောကြည့်ကငြိမ်သွားပါတယ်။သူတို့စိုးရင်ရတဲ့အဖြစ်ကိုလည်းသစင်နားလေပါတယ်။ဘာများတက်နိုင်မအောင်မလဲ။အကူကြီးတယောက်လိုတန်ရောစင်တွေ့ခင်းရတဲ့သူမို့အာကိုပြီးသွားရောက်ရတဲ့အချက်မှာအနာနဲ့စေတွေ့ခဲ့ပါစေလို့စူတောင်းပေးုံသာရှိတော့တယ်။အဲ့ဒါလေးဟုတ်တာပဲ။ပြန်လာတော့မှအေးစစ်စစ်တွေးကြတာပေါ့။အော်မမြတ်ကြီးဆိုင်အတွက်ကအေးချူလာလိမ့်မယ်။ဂျားရဲ့လူရာကိုဖုန်းဆက်လိုက်မယ်။ဝင်းဝင်းနဲ့ခင်လေးစိတ်ချမယ်နော်။အခန်းထဲကိုလည်းတန်ရှင်းရေးလုပ်ကြအောင်။ညနေပိုင်းนี้အပြစ်မထွက်ကြနဲ့။အန်တီမြစကားနားထောင်။ဒီတစ်ပတ်သေးတော့လူတို့လင်မယားလာဆောက်အိမ်မယ်လို့ပြောတယ်။ကဲဒါဆိုသွားတော့မယ်။ဆီယမကြီးကသူမမိသလောက်မှားစရာရှိတာတွေကိုမှားပြီးတော့ညနေလေးရင်နဲ့အမိသွားနိုင်မှုပြင်ဆင်နေ။လူအဲ့လောက်တဲ့ပစ္စည်းတွေကိုထည့်ပြီးတော့အစင်းအတွက်ရွာပြန်မုတ်ဖိုးလို့ဆိုကဝီးဆက်ကူအနှဲငယ်ကိုလက်ထဲထည့်ပေးခဲ့တယ်။မမကြီးရဲ့မင်္ဂလာသတင်းအတွက်ဝမ်းသာကြောင်းပြောပြီးမလာနိုင်တဲ့အတွက်မိမိကိုအကျိုးအကြောင်းပြောပြပေးပါလို့စကားပါတယ်။အားလုံးလည်းပြင်ဆင်ပြီးဆီယမကြီးမောင်လာကြတဲ့ကားလေးမြင်ကွင်းအောက်ကပျောက်သွားတော့သစိရင်ဘတ်တစ်ခုလုံးဟာပြီးကြံခဲ့တယ်။ခြံတကားကိုပိတ်ပြီးအိမ်အတွင်းထဲကိုပြန်လှည့်ဝင်လာပြီးမြင်လိုက်ရတဲ့အိမ်ကြီးက၆တွေ့တိတ်ဆိတ်နေတယ်လို့ခံစားရတယ်။အန်တီမြဟာသူ့အခန်းထဲကိုဝင်သွားတယ်။ကျမ်းမာရေးကိစ္စအတွက်ဆိုပေမဲ့လည်းခရီးဝေးသွားရတာဖြစ်တော့နေ့တွင်အကြာကြီးအတူနေခဲ့တဲ့အမနဲ့တူလေးကိုအနည်းနဲ့အများလမ်းဆုပ်ရတာမျိုးရှိမှာပါ။ကိုမင်းစောကအချိန်နဲ့တော်တော်မကောင်းလို့လားမသိဘူး။အပေါ်ရောက်တော့ထုံးစံအတိုင်းသစင်ခန်းထဲမှာ၃ယောက်သာစုမိပြီးတော့ဝင်းဝင်းကစကားဆကမေးချင်းပဲဖြစ်ပါတယ်။ကောင်းတော့ကောင်းပါပါ။ဒါပေမဲ့နင်တို့ဘယ်သူမှမပြောနဲ့နော်။ခေလေးကစကားမပြောခင်လက်ညှိုးထောင်ပြီးတော့နှစ်ယောက်စလုံးကိုကြိုပြီးပိတ်တယ်လို့ပြောတယ်။သစင်တို့နားမလည်တော့လေတယောက်မျက်နှာတယောက်ကြည့်ပြီးခေါင်းကိုတစ်ချက်ညှိပြလိုက်တယ်။ဆီယမကြီးနဲ့အဲ့ဒီနိုင်ငံသားအန်တီစကားပြောတာကိုကြားရသလောက်ငါတို့ဟိုတနေ့ကပြောသလိုမျိုးကိုမင်းစော်တွေစိတ်မချလို့အမြန်သွားကြတာဖြစ်မယ်။သစင်စဉ်းစားကြည့်လိုက်တယ်။ခင်လေးပြောတာဖြစ်နိုင်တယ်လို့ရှိတော့လေအတိအကျသိတာလည်းမဟုတ်။အဲ့လိုပြောရအောင်လေနိုင်ငံသားသွားဖို့လုံးဝကောင်းသွားမယ်လို့အမခံနိုင်တာမှမဟုတ်တာ။အဲ့လိုပြောလိုက်တော့ခင်လေးကမျက်စောင်းထိုးပါတယ်။ဆီယမကြီးဝယ်ပေးခဲ့တဲ့အချင်းမောင်းတို့ကိုဖောက်ပြီးတော့စားနေရင်မှအဲ့ဒါတော့နေကပိုသိမှာပေါ့ဟဲ့။အရှင်းကောင်းမယ်မကောင်းဘူးဆိုတာထက်စိတ်ထဲရှင်းအောင်သွားတာမျိုးဖြစ်ချင်ဖြစ်မှာပေါ့။မဟုတ်လေဒီမှာအရှင်းမပြောက်တာဒီတိုင်းသွားလို့ကယူမဲ့မိန်းမလည်းရှိမှာမဟုတ်ဘူး။တသက်လုံးအဲ့လိုနေရင်နဲ့ဘဝကဆုံးတော့မှာပတ်စံတွေချမ်းသာပြီးမဆန်ရတော့လေအလက်ကားပါပဲ။သစိရင်ထဲမှာပြောချင်တဲ့စကားတွေအများကြီးရှိနေတယ်။ဒါပေမဲ့အများကြီးဖြစ်နေတဲ့အတွက်ကိုပဲမပြောချင်တော့တဲ့လိုမျိုးဖြစ်လာပြီးတော့ထုတ်ပြီးတော့မပြောပြတော့ဘူး။ညတဲ့လေအိမ်ထဲမှာတိတ်ဆိတ်လေးဖြစ်ပါတယ်။ဆီယမကြီးမောင်လင်မယားကလာဆောက်တယ်ဆိုပေမဲ့လေသစိတို့နဲ့အကျွမ်းတော်ဝင်မရှိတာမို့ဆီယမကြီးရှိတော့ကလို့စကားစမြည်ပြောကြဖို့ဝေးကအနားမှာတော့ချက်ချမနေရဲကြဒါပေမဲ့လေဆီယမကြီးပြင်မလာနိုင်သေးတဲ့အချိန်တွေအတွင်းမှာတော့အခုလိုပဲနေကြရအောင်မယ်လို့သိထားရတယ်။ဆီယမကြီးမှာကိုမင်းစော်အတွက်ကိုမအချိန်အနှဲငယ်ကြာတဲ့အထိဈေးကူးသားရအောင်မှာဆိုတော့အတိကတန်မိုးကြီးပစ္စည်းတချို့ကိုနဲ့မကွာယူသွားလောက်မှဖြစ်တော့လေခြေတော့မကောင်းတဲ့အမနဲ့သစိမ်းလေးတွေကိုအိမ်တစ်ခုလုံးအပ်ပြီးစိတ်ချလက်ချမနေရဲတော့ဘူးဆိုတာကတော့ဖြစ်တဲ့ကိစ္စဖြစ်ပါတယ်။လူဆိုတာကလွယ်ကူတဲ့သူတစ်ပါးရဲ့ငွေကြေးဥစ္စာနဲ့တွေ့ရင်100မှာ90ကျော်လောက်ကကိုကျင့်တရားပြပြသွားနိုင်တာပဲ။ကိုယ်တိုင်ကငွေကြေးပြည့်စုံစေကမူဘဝထဲမှာရှင်သန်နေထိုင်လာရင်အရေးကြီးတဲ့သေရေးရှင်ရေးလိုကိစ္စတွေမတော်တဆပေါ်ပေါက်လာခဲ့ရင်အာကူရတဲ့ဆွေမျိုးသားချင်းသို့မဟုတ်အမျိုးလိုအာကူရတဲ့လူယုံဆိုတာကလေရွှေထက်တမိုးကြီးတယ်လို့လိုအပ်ကြောင်းသစင်နားလည်လိုက်တယ်
ခေါမိုးပေါ်ကိုတင်းရွက်ချောက်တွေတရှဲရှဲကြွေးကြတဲ့ကိုကြားနေရတယ်။ဒီချိန်ဆိုရင်ရွာမအမေတို့အိတ်လောက်ပြီထိုးလင်းရောဟိုအရင်ကလိုခြေတော့မစီးပဲအိမ်ရဝင်နေသလားမသိပါဘူး။မင်္ဂလာကိစ္စအတွက်မမကြီးကရင်ခုန်နေလေမလားအမေပြောသလောက်တော့တစ်ဖက်ကလာတောင်းနေလို့သိရတယ်။မမကြီးကိုယ်တိုင်ကသဘောကျကြည်နေလို့လက်ခံလိုက်တာများလားဒါမှမဟုတ်အမေတို့ကပဲလက်ခံလိုက်တာများလားဖုန်းဆက်တော့တခါတည်းမမေးပြစ်ခဲ့တဲ့မိကုန်းတွေကိုတယောက်တည်းစဉ်းစားမေးနေရင်တပ်ပြင်းတွေတစ်လုံးပြီးတစ်လုံးချကအိမ်ရတယ်လူလူလေးလေးဖြစ်နေရတယ်တကားဟထားတဲ့အပေါက်ကနေဝင်းဝင်းတို့အခန်းဘက်ကရက်တောင်တစ်ဖြက်ဖြက်ခတ်တယ်လို့တစ်ချက်ချက်အသားနဲ့ရှိုင်းနေတဲ့တွေကြားရတယ်။နှွေမို့လို့အပေါ်တက်အခန်းတွေကပူတယ်။ဒါပေမဲ့ဒီနေ့တော့သစိရင်ထဲမှာပို့ပြီးတော့ပူပါတယ်။ရွာအောင်ရောက်တော့အမေတို့ကိုယ်တိုင်ရွာထိပ်မှာစောင့်နေတာတွေ့ရတယ်။တဏီကုံကားစီးပြီးမှနေပူပူဖုံတော့ကိုထက်ဖြက်လာရပြန်တော့လူတစ်ကိုယ်လုံးဟာနွဲနေပြုတ်ဖက်နေတယ်။မတ်သစိန်ပိန်သွားလိုက်တာတိုင်ငယ်ဘောကဆင်းဆင်းချင်းထုံးလေးကမှတ်ချက်စကားဆိုတယ်အမေနဲ့တယုံမကတော့ဘာမှမပြောသစိအချင်းတွေကိုအကဲခတ်တယ်လို့မျိုးကြည့်နေတယ်။အော်မတ်သစိန်ကဆယ်ရဲစာမေးပွဲဖြေပြီးပြန်လာရတာကိုစာရီကြက်ရတော့ပြင်ပန်းတာပေါ်သားရဲ့ဒီတစ်ခေါက်ကရွာမအကြာကြီးနေမှာတဲ့။ဒါကမမောင်ရွာစားစရာတွေနဲ့ဝါကိုပြန်ကျွေးလိုက်ပေါ့ကွာ။အဖေကဆိုင်ကယ်ကိုရက်ရင်ခမောက်ကိုချွတ်ကပြုံးပြုံးကြီးပြောတယ်။ရွာထိပ်ကနေသစိဆိုင်ကယ်မစီးတော့ပဲအမေတို့နဲ့တူပြန်လိုက်လာခဲ့တယ်။ထိုးလေးမှာစကားတွေဖောင်ဖွဲ့ပြောလာခဲ့တယ်။အမေမမကြီးရောပြန်တွေ့ချင်းနှုတ်ဆက်စကားပြောပြီးတာနဲ့အတူပါမလာတဲ့မမကြီးကိုအမတ်တရမေးလိုက်တယ်။သူရခမလောင်များအိမ်မယ်အဝိစားကြည့်ဖို့သွားနေရဆိုပဲခဏနေတော့ပြန်လာကြပါလိမ့်မယ်။အမေကပြုံးပြီးဖြေတော့လေသစိရင်ထဲမှာအဝေမကျဖြစ်သွားရတယ်။ဒါပေမဲ့လမ်းထဲမှာပဲရှိသေးတာမို့လို့အဲ့ဒီအကြောင်းတွေကိုမမေးသေးပဲမျိုးသိမ့်ထားလိုက်တယ်။လမ်းတစ်လျှောက်ခင်မင်ရသူတွေကသစိကိုနှုတ်ဆက်ကြတယ်။ဆာမီဝဲဖြေနိုင်လားလို့မေးကြတယ်။ဒီအချိန်မှာဖြေနိုင်နဲ့မဖြေနိုင်ဘူးဆိုတာထက်အောင်စင်ရင်ထွက်လာပြီးမှသာဖြေချင်တော့တယ်။သစိစကားတွေအများကြီးမပြောချင်လာအောင်မေစိတ်တွေပင်ပန်းနေတယ်။ဒီတစ်ခါတော်တော်ပန်းလာတယ်ထင်တယ်ခဏနာပြီးရေချိုးလိုက်မျက်နှာကိုအကဲခတ်တဲ့အမေကတော့ရိပ်မိကန်တူပါတယ်။အိမ်ကိုရောက်တာနဲ့ပစ္စည်းတွေကိုစပွဲပေါ်တင်ပြီးအဲ့ဒီလိုပြောတယ်။အကဲခတ်ရသလောက်အိမ်ထဲမှာလူသုံးပစ္စည်းတွေပို့ပြီးစုံလင်နေတာတတိထားမိတယ်။ဝါကလတ်ထိုင်လေးတွေစားဖိုက်ပါထိုင်ကုန်တွေတပူကောင်းကောင်းကလေးတွေနဲ့တိုင်မာကတ်ထားတဲ့ဈေးသိမ့်မနေလောက်တဲ့နိုင်စသည်တော့ပါဒီနေ့တည်းပဲရီကောင်းပြီထင်ပါတယ်အိမ်မှာပစ္စည်းအသစ်တွေကြီးပါလားဖြည်းဖြည်းလဲလဲအနေထားဖြစ်နေတာကိုမြင်လိုက်ရတာကြောင့်သစင်ကဝမ်းသာအားရပြောလိုက်တာပဲဖြစ်ပါတယ်ပဲရလည်းမစိုးပါဘူးပစ္စည်းတွေကညီမအမျိုးတော်ရမယ့်ဘက်ကပို့ထားတာအားကြောင့်မှမသိပါဘူးမမကြီးရဲ့မင်္ဂလာဆောင်ကိစ္စနဲ့ပတ်သက်တဲ့မမကြီးမကြခင်မှာအိမ်အောင်တဲ့ဖြစ်သွားမယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်တဲ့စကားတွေကိုမကြားချင်အောင်မကြားနိုင်အောင်ဖြစ်နေရတယ်ခရီးရောက်မဆိုင်မှုအခုချိန်ထိတော့စိတ်ကိုထိန်းထားနေစေခုံနေထပ်ထားတာမြင်နေကြအရင်ကလေးကသုံးတဲ့ထမ်းလက်ကလက်ထိုင်လေးမှာထိုင်ချလိုက်ပြီးတော့ရန်ကုန်ကပါလာခဲ့တဲ့ပစ္စည်းတွေကိုထုတ်ပြီးတော့ကြည့်ဖို့ပြောလိုက်တယ်တရုံမဟာသစင်းစီကခွင့်ပြုချိန်ရတာနဲ့အထုပ်တွေကိုစိတ်ကြိုက်မှွေတော့တယ်မတွေးဖြစ်တာလာအနေငယ်သာချသွားတယ်ဆိုပေမဲ့လေဒီတစ်ခေါက်မှာတော့အရင်ကနဲ့မတူပဲတီတီငြိမ်ငြိမ်ဖြစ်နေတာတတိထားမိတယ်အရင်ကထက်ပိုပြီးလှလာတာမြင်တော့ဝမ်းသာတယ်လို့စိုးရိမ်စိတ်တွေလည်းဖြစ်ရတယ်ငွေကြေးမပြည့်စုံတဲ့လှပခြင်းတွေနောက်မှာကိုရိုင်းကဂရုစိုက်မနေတဲ့အန်ဒီရတွေအများကြီးရှိတဲ့အကြောင်းသစင်ကတွေ့မြင်သိရှိထားတယ်မဟုတ်လားဒါဆိုဆီယမကြီးတို့ကစင်ကာပူမှာပေါ့ရန်ကုန်ကအကြောင်းတွေကိုစကားဆပြီးတော့ကိုမင်းစောအရေးတကြီးဖြစ်သွားရတဲ့အကြောင်းကိုအမေတို့ကိုပြောပြရင်အမေကပြန်မေးတာပဲဖြစ်ပါတယ်အဲ့ဒီအန်တီယူကစင်ကာပူမှာနေတာလို့ပြောတယ်ကုလာတော့ဘယ်မှာကုမှလည်းမသိဘူးဘလို့စေတော့ကိုမင်းစောအတွက်အပြောင်းလဲဖြစ်အောင်အနားယူဖို့လည်းပြောတယ်အေးပေါ့တကယ်တော့အစတွေကအဲ့လိုလှုပ်တင်တာပေါ့အချိန်တွေကြာတော့ကလေးလည်းအသက်ကြီးပြီးယောဂပိုးရင်တာပေါ့ကောင်းလေးကရှုပ်နေတနာကမနဲ့ဒီယောဂကြီးနဲ့တနာပါတယ်ဒါပေမဲ့လေအန်တီမြပြောဖို့အရာဆိုရင်အဲ့ဒီအချိန်တွေတော့ဆီယာမကြီးဘလို့မှအဆင်မပြေတာထင်တယ်ပြောလို့သာပြောတာပါမေရဲ့ဆီယာမကြီးကအမတွေညီမတွေသာများတာသူ့အပေါ်တကယ်ကောင်းတာ2ယောက်3ယောက်ရဲ့အဲ့ဒါတွေကြောင့်လေစိတ်ပူပြီးတော့ဒီတစ်ခေါက်ဖြစ်အောင်သွားတာတဲ့ကိုမင်းစောကတော့တကယ်တနာစရာပါမေရဲ့သူ့ကြောင့်သိချမသိတဲ့လူကသာကြောက်တာတကယ်လည်းသူခံစားရတာတွေကတွေးကြည့်ရင်လေတနာဖို့အရှမ်းကောင်းတာပဲအမေကသစင်းမျက်နှာလေးကိုငေးကြည့်နေတယ်အဲ့ဒီတော့သမီးတို့ကဆီယာမကြီးပေါ်တန်မိုးထားလေးစားရမယ်နော်စိတ်စေနာကောင်းနေဆိုတဲ့ကိစ္စတချို့သွေးသားတွေတောင်အချင်းချင်းလုံနိုင်တဲ့ကိစ္စမဟုတ်ဘူးအခုသမီးဆာမီဝဲဖြေတဲ့ကိစ္စမှာအမေတို့ကယနေ့ပပပဲပတ်မုံရတာ
ဆရာမကြီးတို့သာမကူညီခဲ့အခုချိန်ဆေးလေးခုံမှာထိုင်နေရတော့မယ်စိတ်ထားတက်အောင်ပြောနေတဲ့အမေမျက်နှာကအရှင်အားထက်ညှို့ညစ်နေတယ်လို့ထင်ရတယ်ဒီပူထဲမှာနေတိုင်းဈေးရောင်းသွားရတာမို့ဝင်းနဲ့အသားတွေမှာအပူချိန်ကြောင့်အရှောင်ပြောင်းခဲ့ရတာဖြစ်ပါလိမ့်မယ်အမေနေတိုင်းဈေးရောက်နေတော့မဲလားဆေးလေးကအခုပြန်ရောက်တော့လေလိမ့်မှာပါစာတင်ခဲ့ရတာတင်ခဲ့ရတာပဲပတ်စံလေးရသလောက်တော့ရှားလိမ့်မယ်အမေပြုံးရှာပါတယ်သစင်းတို့စကားပြောနေတော့မှပဲအဖေကစွတ်ကျဲအင်ကြီးအပြဲလေးကိုဝတ်ပြီးနွားရီထက်ကရေစီတိုက်ဖို့ထွက်လာတော့တယ်အဖေသမီးတော့တိုက်လိုက်မယ်တယုံမအော်တယ်နေအိမ်ပေါင်းကိုရှောင်းနေပြီဖြစ်တဲ့အဖေကလက်ကပြကပြောသွားတယ်တယုံမကြီးလည်းကလေးမဟုတ်တော့ဘူးအပြင်မလွတ်ပါနဲ့တော့အမေရဲ့သစင်းစိတ်ပူစွာပြောမိတယ်အမေဟာဓာတ်တော်ချာမတွေ့မြင်ခဲ့ရတဲ့သစင်းမျက်နှာနုနုကလေးကိုအပါတရငင်းကြည့်နေရင်မှဘလို့ချောက်ရင်မသိရည်ရည်စားတချို့ကျလာတယ်သစင်းမမြင်လိုက်အောင်မျက်နှာလွှဲတော်လေမမီတော့ပါဘူးအမေကဘာဖြစ်လို့ငိုတာလဲသစင်းတုံလို့တဲ့ခန်းစားချက်နဲ့အတူအမေပါပေါ်ကမျက်ရည်လေးတွေကိုတုပ်ပေးတယ်ပြီးတော့မှအမေကပို့ပြီးတော့လှိုက်လဲစွာငိုရှာတယ်ဘယ်ကိစ္စအတွက်ဝမ်းနေနေတယ်လဲတော့မသိဒီအချိန်မှာပဲအတန်ညက်လာတဲ့ဆိုင်ငယ်တန်နဲ့တူဝိုင်းတွေကိုဆိုင်ငယ်တစ်စီးဝင်လာပြီးအသားညွညွမျက်နှာလေးထောင်နဲ့အသက်30ခန့်အမျိုးသားကိုတွေ့မြင်ရတယ်အဲ့ဒီလူရဲ့နောက်မှာရိုးရိုးကလေးထမ်းပြီးပါလာသူကမမကြီးသစင်းရင်ထဲမှာဟိုက်ခနဲဖြစ်သွားရတယ်ကြီးလိုက်ရုံနဲ့ရှေးရလူကမမကြီးရဲ့တတို့သားလောင်းဆိုတာသိတာနေတာပဲမဟုတ်လားဘလို့ဖြစ်လို့ဒီလောက်ရုပ်ရည်ကွာတဲ့လူကိုအမေတို့ကလက်ခံပေးစားလိုက်တာများပါလေသစင်းအမြဲတမ်းရုံမုန်းခဲ့ဘူးတဲ့ဒေါ်အိငုံတို့လိုအမေတို့ကိုယ်တိုင်ကငွေကြေးမျက်နှာတစ်ခုတည်းကြီးကြသူတွေဖြစ်နေပြီလားစိတ်ထဲကခံစားချက်တွေကိုမျက်နှာပေါ်မှာပေါ်မလာအောင်ထိမထားတတ်တဲ့အတူတူအမေကိုတလဲမမကြီးကိုတလဲကြည့်နေမိတယ်မမကြီးကသစင်းကိုမြင်တော့ပြုံးရှာပါတယ်ဆိုင်ငယ်ပေါ်ကလေးကကျင်းတဲ့ပီတီဖြစ်နေရမျိုးတော့မဟုတ်ပါဘူးမမကြီးရဲ့ဒီထွေးတဲ့နှက်ခမ်းငုံလေးကိုကြည့်မိပြီးပို့ပြီးတော့နှမျိုးတတဖြစ်ရတယ်သစင်းဒီနေရာမှာဆက်ပြီးမနေချင်တော့ဘူးအာပူလောင်နေတာပဲရေချိုးမှဖြစ်တော့မယ်ဆိုင်ကယ်ကိုရက်ပြီးမမကြီးစီးရုံသာရှိသေးတယ်သစင်းကချက်ချင်းဟန်လို့ပြောပြီးတော့အင်ကြီးရင်ဘတ်တွေကိုဆွဲခါကအိမ်အတွင်းထဲကိုအပြေးတစ်ပိုင်းဝင်ခဲ့တယ်ချက်ချင်းပြောင်းလဲသွားလိုက်တဲ့အမူအရာအတွက်တယုံမကအငိုင်သားကြည့်တယ်ဟုတ်တော့အဲ့ဒီကလေးမလေးကဘလို့ဖြစ်တာတော့အမေတန်ကနောက်မှကြံခဲ့တယ်သစင်းမတက်နိုင်ပါဘူးစိတ်ထဲကမပါတဲ့စကားဝိုင်းတစ်ခုမှထိုင်နေရတာမျိုးမဖြစ်ချင်တယ်လို့လှိုက်လဲစွာကြိုးစိုးခြင်းစိတ်မရှိတဲ့သူကိုလည်းဟန်ဆောင်အပြုံးနေနဲ့ဟန်လုပ်ပြီးတော့ပြုံးပြမနေခြင်းအဲ့ဒီအတွက်ပဲနောက်ဖေးမှာအချိန်တော်ကြာတဲ့အထိချိန်ကိုက်ခံကသွေးလူနေလိုက်ရတယ်စကားတွေအရေးရှည်ပြောနိုင်လွန်လာတဲ့မမကြီးရဲ့ခင်မောလောင်းပို့ပြီးအမြေကပ်မိသွားတယ်သစင်တကယ်ရေချိုးပြီးချိန်မှာတော့ဘိုးဆုံးဆုံးချုပ်ပါပြီခဏကြာမှမျက်နှာလေးထောက်ပြန်သွားတယ်အောင်ကြားရတယ်ဒီတော့မှသစင်အိမ်ရှိကိုထွက်လာခဲ့တယ်အမေဟာမမကြီးတို့သစင်တမင်ရှောင်နေတဲ့အဖြစ်ကိုတတိထားမိရန်တူပါတယ်သမီးဖြစ်သူရဲ့စူနေတဲ့မျက်နှာကိုပြန်မြင်လိုက်ချိန်မှာပဲတက်ပြေးကိုချရှာတယ်ဟုတ်ကဲ့ပါအခုနားဆင်ကြရတဲ့ဇလံကစာရေးသူနုနေရေးသားထားတဲ့ပန်းတို့ဒီရနက်မတူတကယ်သူဆိုတဲ့ဇလံလေးရဲ့အပိုင်း7ပဲဖြစ်ပါတယ်ဆက်လက်ပြီးတော့အပိုင်း7ကိုတင်ဆက်ပေးမှာမလို့ပရိသတ်များအားလုံးကစောင့်မျှော်နားဆင်ပေးကြပါအောင်ရှင်နားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်